နို့တခါတလေကြာရင်တင်စရာ content တွေမရှိတော့ဘူး page မှာတင်စရာ content မရှိတော့ဘူးဆိုရင်လေအဲ့ဒီ complaint တွေမှာ content တွေအများကြီးရှိတယ် complaint တွေမှာ content သွားရှာကြည့် complaint တက်တယ်ဆိုတာကလေလာဝယ်ချင်သေးလို့တက်တာနော်ဝယ်ချင်လို့တက်တာအဲ့ဒီ complaint တက်လိုက်ရင်ကိုတခုခုရှင်းပြနိုင်လိုက်တယ်ကိုယုံကြည်သွားအောင်လုပ်နိုင်တယ်ဆိုသူတို့ဝယ်သွားတယ်လုံးဝမဝယ်တော့တဲ့သူကဘာ complaint မှမတက်ဘူးရောင်းချခြင်းထက်ပါလုံတဲ့ຢာက branding ပဲ branding ကိုဘယ်ຢာမှလိုက်မှမပြီး branding တာသွားပြီဆိုဈေးလျှော့စရာလည်းမလိုဘာမှလုပ်စရာမလိုပြောချင်တာအဲ့ branding တစ်ခုကိုတခြားလေးထိမ့်သိမ်းထားဖို့လိုအပ်တယ်အေးနေကြတယ်စီးပွားရေးလုပ်တဲ့သူကဘာကြောင့် branding ကိုမတိဆောက်တာလဲhello မင်္ဂလာပါမကြီးတဲ့ကိုကဟုတ်ကဲ့မင်္ဂလာပါနော်ရထူးညံမတွေ့တာကြပြီတဲ့ဟုတ်တယ်နော်ကျမ်းမကြီးလည်းတိတ်မကောင်းတာနဲ့မထွက်လာဖြစ်တာပေါ့နော်ပြီးတော့အနောက်မှာအလုပ်လေးနည်းနည်းလေးရှုပ်နေလို့အဲ့ဒါနဲ့မထွက်လာဖြစ်တာပေါ့နော် public ကိုဆိုတော့တို့ဒီနေ့မယောင်းခင်ဝယ်ချင်လာအောင်လုပ်နိုင်တဲ့နီလန်3ခုလာပြောပြပေးမယ်โอเคနော်ဘာလို့လဲဆိုတော့တို့အခုရက်ပိုင်းရောင်းအားတွေလည်းကြမယ်ထင်ပါတယ်နော်ရောင်းအားတွေကောင်းကြလားရောင်းအားတွေကောင်းကြလားရောင်းနေကြတယ်တို့ချက်လောက်မှတ်ပေးပါဦးเนาะဘာဖြစ်လဲဆိုတော့အဲ့လိုလေးမှတ်တဲ့ခါကျတော့တို့ကဥပမာထည့်ပေးသွားလို့ရတယ်ကြည့်နေတဲ့သူတွေရဲ့ product တွေကိုတို့သိတယ်ဆိုရင်ပေါ့เนาะဒါက China အဝတ်ထည်လို့သုံးကုန်ပါဟုတ်ကဲ့ပါခုချိန်မှာတို့ဈေးရောင်းနေတဲ့သူတွေဆိုရင်တော့လှုပ်လို့မရသေးတဲ့နေရာတွေမှာနေရတယ်ဆိုရင်ကိုတင်ယူဖို့အချိန်ကြီးရယ်ပြီးတဲ့ခါကျတော့ကိုယ့်ရဲ့စိတ်ကလေးမကြသွားအောင်နေဖို့လိုတယ်ပေါ့เนาะအဲ့လိုလေးတော့လိုတယ်ပေါ့ချိန်ရမယ်เนาะတို့ကြတော့အဲ့လိုနေရာတွေမှာတို့ focus လုပ်လို့မရတဲ့ခါကြတော့လေနော်ဟိုလိုက်လျောချိုးနေရာလေးတွေမှာကြတော့ဒီချိန်မှာကိုစိတ်တက်မကြသွားအောင်လေကိုတော့အရန်ရေးကြည့်တယ်နော်ပြီးတော့အခုချိန်မှာတို့ဘယ်ဟာလေးတိဆောက်ထားတဲ့နာလဲဆိုတော့လေတို့ဒီနေ့လာပြောပြချင်ပါတယ်မင်္ဂလာပါတဲ့တဲစုမောအချဲတဲ့နော်အချဲသမားတွေ့လိုက်တယ်အုံးကိုတဲ့နားမလဲမကျွမ်းပါဘူးတဲ့ဒါပေမဲ့ဓာတ်ရိုက်ဗီဒီယိုရိုက်တင်ပါတယ်လိုက်လွှင့်မယ်လို့စိတ်ကူးပါတယ်ကျမကြီးဘူးသူတာဒီပါအဲ့ဖုန်းကနေအရန်နီးပညာပိုင်းကအရန်ကြီးကျွမ်းမှရောင်းကောင်းတာမဟုတ်ပါဘူးတို့နီးပညာပိုင်းအကူကြီးတော့နည်းလိုတာပေါ့နော်အနီးပညာပိုင်းလုံးဝမကျွမ်းဘဲနဲ့ရောင်းကောင်းနေတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီတော့တစ်ခါတလေကြာတို့အရန်ကြီးမသွေးပါနဲ့ငါနီးပညာပိုင်းကြီးမတက်ဘူးရောင်းမှရောင်းရပါမလားဆိုတော့ဝယ်ယူချင်းကလေနီးပညာပိုင်းကကြတော့ဟိုပန့်ပိုးနိုင်တာလောက်ပဲရှိတာပေါ့နော်ဥပမာ boost လောက်တာတို့ဘာညာတာတကာတို့ကပန့်ပိုးနိုင်တာလောက်ပဲရှိတာပါလူတွေရဲ့ psychology လူတွေရဲ့အသွေးတွေကပဲဝယ်ယူစေတာပေါ့နော်အဲ့တော့နီးပညာပိုင်းကတော့100%လုံးဝယ်ယူသွားဖို့အတွက်ကိုဝယ်ယူသွားဖို့အတွက်အကူအညီမပေးပါဘူးเนาะနည်းနည်းပါးတော့အကူအညီပေးတာဘူးလုံးဝမကြဘူးချေရေးတဲ့စီကျိတ်ဆက်နဲ့စီရောင်းတာပါတဲ့ဟုတ်ကဲ့ပါရှင် pre order နဲ့ပတ်သက်ပြီးရောင်းကောင်းမဲ့နီလန်လေးပြောပြပေးပါမလို့ရေးတယ် loss install ရင်းနှီးဖို့အများကြီးမတက်နိုင်လို့ပါတဲ့ဟုတ်ကဲ့ပါရှင် pre order ညီမလေးကအထည်တွေရောင်းတာလားထည်တွေလားဘာတွေရောင်းတာလဲနော်တို့ဘာပဲရောင်းပါနော်ဘာပဲရောင်းပါတို့ရှိမှလည်းတို့အမြဲတမ်းပြောခဲ့တာ target customer တို့အမြဲတမ်းပြောတယ်တို့လေလူတွေအများကြီးအတွက်အလုပ်လုပ်စရာမလိုပါဘူးတို့ကိုလူတွေအများကြီးလည်းကြိုက်မှာမဟုတ်ဘူးအဲ့ဒီခါကျတော့တို့ page တီတို့ဘာပဲလုပ်လို့ target customer အတွက်ပဲအလုပ်လုပ်မယ်နော်တို့ကစီးပွားရေးတစ်ခုသွားလုပ်တယ်ဆိုတာတို့ပတ်စံလို့ရှင်လို့လုပ်တာဖြစ်တဲ့တပိုင်းတစ်နိုင်ကိုပြောမယ်ဆိုရင်အပိုဝင်ငွေပဲဖြစ်ဖြစ် business တစ်ခုတည်ဆောက်တယ်ဆိုတာဝင်ငွေတစ်ခုတော့ပဲတို့အတွက်ကလုပ်တာပေါ့နော်ဒါပေမဲ့တို့ဒီလူတွေအများကြီးကြိုက်အောင်လုပ်စရာမလိုဘူးအဲ့ဒီနေရာမှာနည်းနည်းလေးမှားတယ် page ထောင်နေဆိုတာနဲ့တို့ကဘာတွေကိုသွားပြီးမက်လိုက်လဲဆို view တွေ like တွေ follower တွေ video တစ်ပုတ်တင် view တွေများချင်တယ် like တစ်ခုထွင် view တွေများချင်တယ်ဒါကတော့လူတိုင်းပဲတို့လည်းဒီတိုင်းပဲ video တစ်ပုတ်တင်နေဆို view တွေများချင်တယ် like ထွင်လိုက်လူကြည့်တဲ့သူအများများချင်တယ်ဒါပေမဲ့အဲ့ဒါဒီ main မဟုတ်ဘူးအဲ့ဒါဒီ main မဟုတ်ပါဘူးတို့တကယ်အလုပ်လုပ်ရမှာကတို့ရဲ့ target customer အုပ်စုအတွက်ပဲလုပ်ရမှာ China အထည်နဲ့လူသုံးကုန်ဆိုရင်လေ China အထည်ကြိုက်တဲ့သူအတွက်ပဲတို့အလုပ်သွားလုပ်ရလိမ့်မယ်ဟုတ်တယ်မလားတချို့ဆို China ကို China made တွေမှာเนาะတချို့ဆိုရင် product ကောင်းတာတွေအမြင့်လိုက်နေအများရှိဒါပေမဲ့တချို့ဆိုမကြိုက်ဘူးတွေရှိတယ်ဘာမိတ်မှကြိုက်တယ်အဲ့လိုလူတွေဒီကိုဘလောက်ပဲ China made ကိုအကောင်းဘလောက်ပဲကောင်းတာရအောင်သူတို့ရဲ့ mindset ထဲမှာသူတို့ရဲ့အသွေးထဲမှာမကောင်းမှုပဲထင်နေတတ်တယ်အဲ့တော့တို့အလုပ်လုပ်တာဒီလူတစုအတွက်ပဲဖြစ်ပါတယ်အဲ့တော့ဒီကနေစလွဲပြီဆိုမရဘူးเนาะဘာဖြစ်လို့လဲဆိုတော့တို့အပါဝင်တို့လဲ view တွေများခြင်းနဲ့တခုခုတင်လိုက် share တွေများခြင်းနဲ့ comment တွေများခြင်းနဲ့ဒီလို like လွှင့် view တွေအရင်တက်ခြင်းဒါပေမဲ့အဲ့ဒီလို view တွေပါတယ်ဒီတို့အတွက် income မဖြစ်စေဘူးဝင်ငွေမဖြစ်စေဘူးဟုတ်တယ်နော်လင်းလက်တဘာဝကောင်းလျှော်ရည်ရောင်းတာပါတဲ့ဝယ်သူမရှိလို့ပါတဲ့ဘယ်လိုလုပ်ရမလဲရှင်ဖုန်းကမသုံးတတ်ပါဘူးအခုဒီမှာပြောပြမယ်နံပါတ်1စတော့မယ်
target customer အုပ်စုသတ်မှတ်လိုက်မယ်နော် okay စမယ်ဆက်လိုက်ကြပါမယ်နားတယ်နော်အဲ့တော့တို့လွယ်လွယ်လေးနဲ့ရောင်းကောင်းချင်တယ်ကိုကနော်မရောင်းခင်သူတို့ဝေးချင်လာအောင်လုပ်ဖို့ဆိုရင်လူတိုင်းကြိုက်အောင်လုပ်တာဒီအဆင်မပြေဘူးเนาะလူတိုင်းကြိုက်အောင်လုပ်နေတာဒီလုံးဝအဆင်မပြေဘူးအကြိုက်တွေလည်းမတူကြအောင်အဲ့ဒီတော့လွယ်လွယ်လေးနဲ့ရောင်းကောင်းချင်နေဆိုရင်အခုဒီ၃ချက်ကိုတိတိကျကျလေးလိုက်လုပ်မယ်เนาะတို့ပတ်စံအတွက်အလုံးမလုံးနဲ့เนาะပတ်စံအတွက်အလုံးမလုံးနဲ့ view အတွက်လည်းအလုံးမလုံးနဲ့ follower အတွက်လည်းအလုံးမလုံးနဲ့သူများအကြိုက်ကိုမလုံးနဲ့သူများအကြိုက်ကိုလုပ်တယ်ဆိုရင်တရက်မှာတို့က target မရှိဘူး target မရှိဘူးဆိုတို့လုပ်တဲ့လုပ်ရက်တွေကလည်းအကုန်လုံးပြောမယ်ဆိုပြဲလေးရမယ်ပြောမယ်ဆို view ဆိုလည်း view များချင်တယ်ဘာဖြစ်ချင်တယ်ညာဖြစ်ချင်တာတွေဖြစ်နေအဓိက target customer အတွက်ပဲအလုံးလုံးမယ်เนาะပတ်စံအတွက်တို့အလုံးမလုံးနဲ့ target customer အတွက်ပဲလုပ်လို့ target customer ကဥပမာလို့ပြောပြမယ်ကိုနဲ့မဆိုင်တဲ့ target အုပ်စုကတသိန်းရှိနေခဲ့တည်ထားအောင်ကိုဗလိန်နေတဲ့သူကိုမကြိုက်တဲ့သူကိုရောင်းတဲ့ product တွေကိုထုတ်ကုန်တွေကိုမကြိုက်တဲ့သူဆိုရင်နေ့ရက်တိုင်းမှာဥမာအစဲခံနေရမယ်เนาะသူတို့လည်းဝယ်မှာမဟုတ်ဘူး target customer အုပ်စုသာရှိတယ်ဆိုရင်တို့ like တွေ follower အများများကြမလို့အဲ့ဒီအုပ်စုကိုပဲတို့အဲ့အုပ်စုအတွက် post တွေတင်ပေးမယ်အလုပ်လုပ်မယ်ဆိုရင်ပြီးတော့တစ်ခါဝယ်ပြီးသားသူထပ်ခါဝယ်အောင်လုပ်တဲ့အစီအစဉ်လေးတွေပြောမယ်ဆို customer အဟောင်းထိန်းနိုင်တဲ့အစီအစဉ်လေးတွေလုပ်ထားမယ်ဆိုရင်တို့ဒီအခုလိုအချိန်ကာလတစ်ခုမှတောင်ရောင်းရတယ်တို့ပြောတာနားလည်လားမသိဘူးเนาะအခုလိုအချိန်ကာလတစ်ခုမှတောင်ရောင်းအားကအရန်ထိုးကြမသွားဘူးเนาะ target customer အတွက်အလုံးမလုပ်ဘူးဆိုရင်ရောင်းအားတွေကျသွားလိမ့်မယ်အခုလိုအချိန်ဆိုရင်เนาะအဲ့ဒီတော့တို့နံပါတ်1မစခင်တို့ပြောပြပါမယ်ဘယ်အရာမှတားဆီးလို့မရတယ်ရောင်းချခြင်းထက်တာလွန်တဲ့အရာကတစ်ခုပဲရှိတယ်အဲ့ဒါဘာလို့ထင်လဲအခုတို့အပြိုင်ဆိုင်ဈေးရောင်းကြတယ်ရောင်းနေဟိုဘက်ကဈေးလျှော့လိုက်တယ်ဒီဘက်ကဟိုဟာဖြစ်တယ်အများကြီးတို့လုပ်တယ်ဒါပေမဲ့အဲ့ဒါထက်တာလွန်တဲ့အရာကတစ်ခုပဲရှိတယ်အဲ့ဒီတစ်ခုကိုတို့တိဆောက်ထားရမှာအဲ့ဒီတစ်ခုကိုတို့တိဆောက်ထားရမှာเนาะရောင်းချခြင်းထက်တာလွန်တဲ့အရာတစ်ခုပဲရှိတယ်တခြားလေးမှတ်မယ်เนาะအဲ့ဒါကိုမှမတိဆောက်ထားသေးဘူးဆိုရင်သူများတွေနဲ့အပြိုင် live fight နေရမယ်ပြီးတော့တခုခုဆိုဝေဝါးသွားမယ်ဟိုလူကတော့ဟိုဟာလုပ်တွေငါသွားလုပ်တော့မယ်ဘာဖြစ်လဲ target မရှိဘူးတို့မှာเนาะရောင်းချခြင်းထက်တာလွန်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့ branding ကိုဘယ်အရာမှမရှင်းတိုင်းနိုင်ဘူးเนาะ branding ကိုဘယ်အရာမှမရှင်းတိုင်းနိုင်ဘူး branding ရှိပြီလားတစ်ချက်လောက်ဖြည့်ကြည့်အောင်เนาะတို့ branding တိစောက်ထားပြီလားအခုချိန်သေချာတယ်အခုချိန်ဥပမာရောင်းအားမကောင်းတာတို့ရောင်းအားကျတာတို့ဖြစ်နေလိမ့်မယ်မရောင်းရတာတို့ပြဿနာမရှိဘူး branding အတွက်တိစောက်ထားပြီလား branding အတွက်တိစောက်ထားပြီလား branding ဆိုတာတို့လိုစာတင်တဲ့သူတွေမှာ branding တိစောက်ရတာမဟုတ်ဘူးရုပ်ရှင်မင်းသမီးမင်းသားတွေမှာ branding တိစောက်ရတာမဟုတ်ဘူး branding ဆိုတာလူတိုင်းမှာ branding ဆိုတာရှိတယ်เนาะသူ့ branding နဲ့သူရှိပြီးသားနာမည်လေးကြားတဲ့နဲ့သူဆိုတာနဲ့ဘလို့လူဆိုတာမျိုးကိုတစ်ဖက်ကမြင်ရအောင်ပြီးတစ်ဖက်ကသူဆိုတဲ့ဒီလိုလူသားမျိုးဆိုတာမျိုးတို့ပြောမယ်ဆိုမတိလိုက်မတိဖာတာနဲ့တို့ branding တွေလူတိုင်းမှာရှိတယ်မတူညီတဲ့ branding တွေရှိတယ်တို့ business တစ်ခုလုပ်တဲ့အချိန်မှာအဲ့ဒီ branding ကိုတိဆောက်ဖို့မေ့နေကြတယ်ဒီနားလေးနားလည်လားမသိဘူးเนาะရောင်းချခြင်းထက်ပါလွန်တဲ့အရာက branding ပဲ branding ကိုဘယ်အရာမှလိုက်မှမဘူး branding တာသွားပြီဆိုဈေးလျှော့စရာလည်းမလိုဘာမှလုပ်စရာမလိုပြောချင်တာအဲ့ branding တစ်ခုကိုတခြားလေးထိမ့်သိမ်းထားဖို့လိုအပ်တယ်အဲ့ဒီတော့အခုဒီမှာဟိုဟာရောင်းနေဒီဟာရောင်းနေရောင်းချနေတဲ့သူတွေအကုန်လုံးက page ထောင်ပြီးရောင်းဖို့ပဲစဉ်းစားနေရတာ page ထောင်လိုက်တယ်အရောင်းဖို့ပဲတင်နေရတာအဲ့ဒါဆိုရင်တို့ရှင်းပြန်ရတော့မယ်သူများဈေး200လောက်กว่าသွားတာနဲ့တို့လည်း300လောက်ထပ်ရှုံးအောင်ရှုံးရတော့မယ်ဟုတ်တယ်နော်တို့ပြောရသေးလားသူများကစွမ်းနာညီမလေး pre order ကောက်တယ်သူများ install ထားနေရဆိုရင်ကို install မထားနိုင်ရောင်းအောင်ဟုတ်တော့တို့ပြောတာနားလည်တာမသိဘူးเนาะအဲ့ဒီတော့အခုချိန်ဒီ branding တိဆောက်ရဖို့အချိန်ဖြစ်တယ် branding တိဆောက်ထားပြီလား branding ကလူတိုင်းမှာရှိတယ်เนาะသူ့ branding နဲ့သူရှိရเนาะဒါပေမဲ့တို့အဲ့ဒါတိဆောက်ဖို့မေးနေကြတယ်စီးပွားရေးလုပ်တဲ့သူကဘာကြောင့် branding ကိုမတိဆောက်တာလဲတို့ပြောတာ data လေးနားလည်ကြလားနားမလည်လို့ပြန်မေးလို့ရတယ်နင်းရှိပြီလား branding ရှိမှအဆင်ပြေမယ်เนาะဒီမှာဆိုရင်တို့အမြဲတမ်းပြောတာရှိတယ်ဘာ branding လဲဘာ branding လဲ personal branding ရှိတယ်ပြီးရင်အခု business လုပ်နေတဲ့အတွက် business branding ဆိုတာရှိတယ် business branding ဆိုတာရှိတယ်ပြီးမှ product branding ဆိုတာလာတာဒါပေမဲ့အကုန်လုံးသူကနံပါတ်1ဦးစားပေးက product branding နဲ့သွားနေကြတယ်အကုန်လုံးသူက product ရဲ့ branding ကိုပဲသွားနေကြတယ် business branding တို့ personal branding တို့မတိဆောက်ကြဘူးအဲ့ဒါဆိုရင်တို့ကရှင်ပြိုင်လိုက်ပြီဆိုရင်ရေရှည်သွားလို့လုံးဝအဆင်မပြေဘူး product branding ကို product လူတိုင်းကကို product ကအကောင်းဆုံးပဲကိုယ့်ရဲ့ page ကအကောင်းဆုံးနေရောင်းတာပဲကိုယ့်ရဲ့ page ကအတန်ဆုံးနေရောင်းတာပြောမယ်ဆိုကိုယ့်ပစ္စည်းတွေကအကောင်းဆုံးဆိုတာလူတိုင်းကဒီတိုင်းပြောရောင်းနေကြတာအဲ့ဒါဒီ customer အတွက်ထူးခြားတဲ့စကားလုံးတစ်ခုမှမဟုတ်ဘူး
ကိုစီမှာလာဝယ်ရမယ်အကြောင်းကြီးတစ်ခုမှမဟုတ်ဘူးမယုံရင်ရှင်ပြောခိုင်းကြည့် page တိုင်းလုပ်ငန်းရှင်တိုင်းသူတို့ရဲ့ page ကထွက်တဲ့ဟာဒီအကောင်းဆုံးဈေးအတန်ဆုံး customer အတွက်ကြည့်နေတာ customer အတွက်ကြည့်ပြီးလုပ်ထားတာအမျိုးမျိုးပဲပြောကြလိမ့်မယ်ရှင်ပြိုင်ပြီးပြောကြပြီးရန်ရောင်ဖြစ်ကြလိမ့်မယ်ဘာလို့လဲဆိုလူတိုင်းကအကောင်းဆုံးလုပ်ပေးတာပဲဒါဒီပြောမယ်ဆိုရင် customer အတွက်ဆိုရင်ဘာမှသူတို့နှလုံးသားကိုလှုပ်ကန်နေတဲ့ဟာတစ်ခုမှမဟုတ်ဘူးအဲ့ဒီတော့အခုတရားလူတွေ branding တိစောက်ထားပြီးလားတစ်ချက်လောက်ဖြည့်ကြည့်ရအောင် branding တိစောက်နေတဲ့သူဘယ်နှယောက်ရှိလဲတို့အများအပြည့် product branding ကိုနံပါတ်1နေရာမှာထားတယ် product branding ကိုနံပါတ်1နေရာမှာထားတယ်ဥပမာ cosmetic ရောင်းတဲ့သူတွေဒါသုံးလိုက်ရင်ဒါပျောက်သွားတယ်ဒီဟာတောက်ရင် coffee ဒီဟာတောက်ရင်ဒီဟာကျတယ်အထဲဒီမှာကျမစီမှာဘာလောက်နဲ့ရတယ်ဒါဒီ product branding ကိုတွားကြတယ်အဲ့တော့ဒီအထဲကိုပဲကိုက18000နဲ့ရောင်းတယ်ဟိုဘက် page မှာ16000နဲ့ရောင်းတယ်ဆိုဟိုဘက် page မှာပါသွားဘူးလားလို့ပြောတာနားလည်လားမသိဘူးနော် product branding ကိုပဲတွားနေတာဟုတ်လား business branding ရှိပြီလား personal branding ရှိပြီလားတဏ္ဍဝင်းကနားလည်ပါတယ်ကျဲတဲ့ branding ဒီဘယ်အရာနဲ့မှရှင်လို့မရဘူး branding တစ်ခုတိစောက်တာဒီနေ့ page တောင်လက်ခံဈေးရောင်းနေတဲ့ page ဒီ branding တစ်ခုတိစောက်နေတာမဟုတ်ဘူးအဲ့တော့ branding တစ်ခုဒီတိကျတိစောက်ရတယ်အဲ့ဒီ branding ရဲ့ power ကအရန်စွမ်းအားကြီးတယ်ဘာနဲ့မှလိုက်လို့မမီဘူးဘာနဲ့မှဈေးဖြတ်တာနဲ့လိုက်လို့မမီဘူး branding ကအရန်ကိုအာနာပါဝါကြီးရလို့ပြောလို့ရတယ်ပါဝါကြီးရเนาะအဲ့ branding ကိုမှကိုအခုချိန်ကြီးမတိစောက်ထားသေးဘူးလားတန်စင်ပြာကနားလဲပါတယ်ချဲတဲ့ branding ဘယ်လိုတိစောက်ရမယ်ဆိုတာမသိဘူးလား okay ဒီမှာပြောပြမယ်အခုဒီမှာပြောပြ business branding ဆိုတာဘာလဲနိုးလဲဒီမှာတစ်ခါလေးပြောမယ်เนาะစောက်ချင်ပါတယ်ချဲရေးတဲ့ okay နိုးတို့ဒီမှာတစ်ခါလေးပြောမယ်မသိဘူးဆိုလည်းမသိဘူးကွာဘာမှမဖြစ်ပုံမလင်းလင်းသိတယ်ဆိုလည်းသိတယ်ဘာမှမဖြစ်ဘူးနိုးတို့လည်းဒါနော်အရင်တော့မသိပါဘူးတဖြည်းဖြည်းနဲ့နိုးတို့လည်းသိလာပါတယ်မရှိသေးပါဘူးချဲတဲ့မရှိသေးဘူးဆိုဘာဖြစ်လဲသူများရောင်းကောင်းနေတယ်ဆိုရင်ဥပမာဈေးတွေအရန်ရှော့လိုက်ရင်ရောင်းကောင်းခြင်းရောင်းကောင်းတယ်နော် promotion တွေပေးတဲ့ချိန်ရောင်းကောင်းတယ်အမျိုးမျိုးပေါ့နော်ဒါပေမဲ့အများနဲ့ရောင်းကောင်းဖို့ဆိုရင် branding ကလိုအပ်တယ် branding မှာ no ဆိုစနာပြောတယ်လို့မျိုး personal branding ရှိတယ် business branding ရှိတယ် product branding ရှိတယ် product branding ကအများအပြည့် product branding ကိုပဲတည်ဆောက်နေကြတာ page တွေမှာဒါသုံးရင်ဒါပြောက်မယ်ဒါကောင်းတယ်ဒီလိုလောက်ပဲသွားနေကြတာဟုတ်တယ်နော် personal branding ပဲနည်းနည်းသိပါတယ်ချဲတဲ့ okay တို့ဘာကိုမှနားမလည်ပါဘူးချဲတဲ့ okay အခုဒီလောက်ထိရပြီလားတို့ဆက်သွားကြမယ်နော်ဆက်သွားကြမယ်business branding တော့မသိပါဘူးတဲ့ okay ဒီမှာလာပြောပြမယ်နော် branding မှာမြန်မာလိုပြောမယ်နော်နေရာဆိုတာရှိတယ် brand မှာနေရာဆိုတာရှိတယ် okay နော် brand မှာနေရာဆိုတာရှိတယ်နော်အဲ့ဒီတော့ဘယ်လိုလဲဆိုရင် target customer အုပ်စုရှိရမယ် branding တိစောက်တဲ့သူတွေ personal branding ပဲတိစောက် business branding ပဲတိစောက် product branding ပဲတိစောက် target customer မရှိဘူးဆိုရင်ဘယ်သူအတွက်တိစောက်နေမှန်းသိမှာမဟုတ်ဘူးအဲ့တော့ brand မှာနေရာဆိုတာရှိတယ်တို့နေရာကိုမယူတတ်ဘူးဆိုရင်သူများလုပ်တယ်လို့လိုက်လုပ်နေရတယ်သူများဟိုကလုပ်တယ်ဆိုကိုလည်းဟိုကလိုက်လုပ်တာသူများဒီဟာလုပ်တယ်ဆိုကိုလည်းဒီဟာလိုက်လုပ်နေရလိမ့်မယ် target customer အုပ်စုရှိရကိုမှာကိုဆိုတာဘယ်လို personal branding နဲ့ပတ်သက်ရင်ကိုဆိုတာဘယ်လိုလူလဲဆိုတာတိစောက်ကြတာဟုတ်တယ်နော်ဥပမာတို့ပြော business branding ဆိုရင်အောင်မြင်နေတဲ့လုပ်ငန်းတိုင်းမှာသူတို့ business branding ပုံရိပ်ရှိတယ် business branding ရဲ့ပုံရိပ်ရှိတယ်သူတို့လုပ်ငန်းတစ်ခုရဲ့ပုံရိပ်တွေဆိုတာအများကြီးကောင်းမွန်တဲ့ပုံရိပ် business branding တိစောက်ဖို့လိုတယ်ဒါပေမဲ့နိုးတို့ရဲ့ page တွေမှာ product branding မဲ့တော့တစ်ခါတလေကြာရင် personal branding ပုံစံမျိုးထွက်လာတယ်တိကျတဲ့ target မရှိဘူးသူများကရင်ကပြနေမယ်သူများ lifestyle လုံးပြနေမယ်သူများက knowledge sharing knowledge မျှဝေရမယ်ဆိုမျှဝေနေမယ်ဒါကိုဆိုတာဘယ်သူအတွက်လှုပ်နေမှန်းသိတာမဟုတ်ပြောမယ်ဆိုရင်ပြောမယ် view တွေကျသွားလို့ view တက်စေတဲ့အရာတွေ trend ဖြစ်နေတဲ့အရာတွေတို့ live လုပ်ကြmessage ရောင်းပါတယ်အချက်ပြောလို့ page ဖွင့်ပြီးပါပြီအကောင့်မှာရောင်းရမယ် page ဆိုတာချက်ချင်းမရဘူး page ဆိုတာတစ်စိမ့်နော် page ဆိုတာချက်ချင်းမရဘူးတေချာသွားပြီးတိဆောက်ရတာ business တစ်ခုဖြစ်တဲ့တေချာသွားပြီးတိဆောက်ရတဲ့နေရာဖြစ်တဲ့ page ဒီရေရှည်တော့အရန်ကောင်းတယ်မြင်အောင်ကြည့်လားအောင်မြင်နေတဲ့လုပ်ငန်းတိုင်းကိုမြင်အောင်ကြည့်လားဘယ်လို business image ကိုလောက်ထားလဲသူတို့ရဲ့ဝန်ထမ်းတွေနဲ့သူတို့ရဲ့ relationship ကိုမချပြထားဘူး business image ဆိုတာဒီလုပ်ငန်းတစ်ခုလုံးရဲ့တွားနေတဲ့ image တစ်ခုကို target customer တွေစီကိုချပြနေတာနားလေကြတာ
အမားတို့အခုဥပမာရွှေရောင်းမယ်ဆိုရင်ရွှေရဲ့ဒီဇိုင်းစမ်းတာတွေပဲတင်နေမယ်ရွှေရည်ပြည့်မီကြောင်းပဲပြောချင်ပြောနေလိမ့်မယ်ဟုတ်တယ်နော်ရွှေရည်ပြည့်မီကြောင်းအာမခံကြောင်းတွေတို့ပြောချင်ပြောနေလိမ့်မယ် business image က emotion ကိုထိဒီလုပ်ငန်းဘာကြောင့်လုပ်နေရတာရေဒီလုပ်ငန်းတစ်ခုလုံးရဲ့ပြောမယ်ဆိုရင် vision mission ဆိုတာရှိတယ်အမြင်တွေရှိတယ်သူတို့အုပ်စုတစုကအမြင်ဆိုတာအဲ့ဒါကိုတည်တည်ချာချာ target customer ကိုမြင်အောင်တေချာချပြရတယ်ဥပမာနိုးတို့တချို့အရန်ရောင်းကောင်းနေတဲ့ page တွေရှိတယ်ဒါပေမဲ့ရောင်းကောင်းနေတဲ့အချိန်မှာ business image ကိုချပြဖို့လည်းမေ့နေနော်အဲ့ရောင်းကောင်းကြောင်းတွေလည်းချပြဖို့မေ့နေတယ်ကြော်ညာတွေပဲလုပ်နေတယ်နိုးပြောတာနားလည်လားမသိတယောက်နဲ့တယောက် business image ကချပြရတဲ့ပုံရိပ်ချင်းမတူဘူးအခြေအနေထားတွေကွာခြားတယ်လုပ်ငန်းရှိရင်story တေချာပေါက်ရှိရမှာဟုတ်တယ်နော်ကိုနေမျိုးပိုင်ပြောတာမှန်ပါတယ်ဝန်ထမ်းတွေနဲ့ relationship ကောင်းတာပြောချင်တာကလုပ်ငန်းတစ်ခုနဲ့တစ်ခုမတူစလုပ်တဲ့တူတွေဆိုဝန်ထမ်းလည်းမရှိသေးဘူးကိုပဲဝန်ထမ်းကိုပဲတထေကိုပဲပြောမယ်ဆိုကိုလုပ်ငန်းမှာကိုပဲတန့်ရှင်းရေးကိုပဲတထေကိုပဲအကုန်လုံးလုပ်နေရတဲ့သူတို့လိုချပြလို့မရအောင်ဒါပေမဲ့ business image မရှိဘူးဆိုရင်အဲ့ဒီလုပ်ငန်းတီးပြောလိုက်တာနဲ့ twin ကနေမဖြစ်နေဘူးလူတွေကလေပြောမယ်ဆိုရင်သူတို့ရဲ့အုံနောက်ထဲမှာတခုခုဆွဲသွားတဲ့အရာတခုခုရှိကိုရှိတယ်နိုးတို့မှလည်းဘာရှိပြီလဲဘာတွေချပြထားပြီလဲကိုချပြနိုင်တယ်လို့နိုးတို့အများကြီးတန်းချပြနေတာဒီ product ပဲ product ကောင်းချောင်းပဲ product ကောင်းတယ်နော်ကို product ဈေးသက်သာတယ်ဒီလိုမျိုးတွေပဲအများဆုံးပြောတယ်အဲ့ဒါကလူတိုင်းပြောနေတာနိုးပြောတာသိလားမသိဘူးတယောက်နဲ့တယောက်ချပြရမယ့်ပုံရိပ်တွေကမတူလုပ်ငန်းပေါ်မူတည်ပြီးတော့ကွာခြားတယ်ဒါပေမဲ့တို့မှာ personal branding လည်းရှိတယ်။တေးလေးတွေဆိုရင် personal branding ကထွက်ဖို့ထွက်တယ်။ဘာဖြစ်လို့လဲ။သေးလို့ကိုထွက်တင်တာ။သေးလို့ကိုထွက်တင်တာ။တေးလေးတွေကကိုယ်တိုင်မထွက်ပဲနဲ့ပြောမယ်ဆိုကိုယ်တိုင်မထွက်လာဘူး။ပုံမဲရိုက်တင်နေလို့မရ။ပုံမဲရိုက်တင်နေတယ်မရ။မရတော့ personal branding မထွက်လေသေးလေကိုသေးတယ်ဆိုပြီးမထွက်လေမရတော့သေးတဲ့သူပို့ထွက်ရမယ်။လုပ်ငန်းကြီးတွေငွေအင်အားသုံးနိုင်တဲ့သူတွေက influencer marketing သုံးနိုင်လို့ရတယ်နော်။ဆယ်လီတွေနဲ့တွဲလိုက်လို့ရချက်ချင်းဝုန်းနဲ့တက်သွားသူတို့အမျိုးမျိုးလောက်လို့ရတယ်နိုးတို့တေးလေးတွေကနိုးတို့ကိုယ်တိုင်ထွက်မှရမယ်တို့ကပတ်စံလည်းသုံးဖို့အင်အားမရှိတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါဆိုကိုယ်တိုင်ထွက်ရတော့မယ်ဘသူအတွက်ထွက်ရမှာလဲဆိုတော့ကိုသတ်မှတ်ထားတဲ့ target customer အုပ်စုရှိကိုရှိရမယ်လူတိုင်းအတွက်မလုပ်နဲ့ဘာဖြစ်လို့လဲဆိုအခုနိုးဒီမှာပြောနေရထားလိုက်တချို့နိုးကိုဝင်ဆဲသွားရင်ဝင်ဆဲသွားလိမ့်မယ်ဘာဖြစ်လဲအဲ့ဒါနိုးရဲ့ target customer မဟုတ်ဘူးသိလား target customer အုပ်စုမဟုတ်ဘူးသူတို့ဆဲချင်တယ်ဆဲလိမ့်မယ်ဒါပေမဲ့နိုးရဲ့ target customer အုပ်စုကနိုးကိုကြိုက်ရှင်နေကြိုက်တယ်ပြောချင်တာတခုကနိုးတို့ဒီ target customer အတွက်ပဲလုပ်ဖို့လိုအပ်တယ်product ကိုပဲသွားနေ product ကအမြဲတမ်းတစ်မျိုးပြီးတစ်မျိုးပေါ်နေတာ branding ကတေချာတီဆောက်ဖို့လိုအပ်တယ်ကိုဆိုတာကဘာတကဘာလုံးမှာတယောက်ပဲရှိပြောချင်တာတခုကကောင်းရင်လည်းကောင်းတယ်ဆိုးရင်လည်းဆိုးနေမယ်ကွာကို branding ကိုတီဆောက်လို့ရ business လည်းဒီတိုင်းပဲကိုရဲ့လုပ်ငန်းဒီတကဘာလုံးကကိုတယောက်ပဲရှိတယ်ပြောချင်တာတခုကနော်တေးချင်သေးမယ်ကြီးချင်မယ်ပြောချင်တာတခုကဒါပေမဲ့တို့ဘယ်အရာနဲ့မှတ်မိစေချင်တာလဲဘသူတွေပေါ်မှာလဲ target customer ပေါ်မှာဒီနေ့လေးနားလည်လားမသိဘူးနော်ကိုယ်တိုင်ထွက်ပြင်မဲ့တောင်ကြောင်မြောက်ကအမားကဘာဖြစ်သွားတာလဲဒီလားယောသွားတာအမားမှာ target customer ပျောက်သွားတယ်နော် target customer အမားမှာပျောက်သွားတယ်အမားခင်စမ်းအဲ့တော့တစ်ခုကောင်းတော့ရှိရမယ်တစ်ခုကောင်းတော့ရှိရမယ်ဘာကောင်းတာလဲတစ်ခုကောင်းတော့ရှိကိုရှိရမယ်သူများကဟိုဟာလှုပ်လို့လိုက်လုပ်ခိုင်းတာမဟုတ်ဘူးသူများဒီဟာလှုပ်လို့လိုက်လုပ်ခိုင်းတာမဟုတ်ဘူးနော်အခုကောင်းတော့ရှိကိုရှိရမယ်သူများဟိုဟာလှုပ်လို့ကိုလိုက်လုပ်တယ်သူများဒီဟာလှုပ်တယ်လို့အဲ့ဒါဆိုသွားပြီအဲ့ဒါဆို copy ဖြစ်သွားရင်သူများဒီဟာလှုပ်လို့ငါလည်းလိုက်လုပ်တယ်ဆိုအဲ့ဒါဆို copy ပဲသူရဲ့ copy ပဲဖြစ်တာ copy မဟုတ်ဘူးလို့က copy လုပ်ခိုင်းတာမဟုတ်ဘူးပြီးတဲ့ခါကျတော့တခုကောင်းဆိုတာကတို့ business image မှာလည်းတခုကောင်းရှိရမယ်personal နော် personal branding မှာလည်းတစ်ခုကောင်းရှိရမယ်နော်personal ရဲ့ business ရဲ့ product ရဲ့ branding သုံးခုရှိရယ် personal branding business branding product branding အဲ့ဒီမှာတစ်ခုကောင်းတော့ရှိရမယ်ဘယ်ဟာတစ်ခုကောင်းရှိလဲသူများကအလှူဒန်းလုပ်နေလို့ကိုလိုက်လောက်ခိုင်းတယ်လားသူများဖောက်လို့လိုက်ဖောက်မှာမဟုတ်ဘူးကိုဘယ်လိုအဟာနဲ့တော့ဖောက်မှာလဲဆိုတာအရင်ရေးကြည့်ရအခုနိုးတို့ရဲ့ page တွေမှာနိုးတို့သွားနေတယ်ဆိုရင်ဈေးပဲရောင်းနေတယ်ဈေးရောင်းတာဒီရေတိုပဲဖြတ်လျှောက်သဘောမျိုးပဲ product branding ကိုလုပ်နေတာဒီဖြတ်လျှောက်ပဲအခု trend ဖြစ်နေရဆိုရောင်းချင်ရောင်းရမယ်အခုလိုအပ်နေဈေးကွက်မှာလိုအပ်နေတဲ့ဟာဆိုရောင်းချင်ရောင်းရမယ်ရေရှည်ရောင်းကောင်းဖို့တခုခုဆိုတတိဒီနေရာလေးမှာကိုတိနေဖို့ဆိုရင် branding မရှိလို့မရဘူးလို့ပြောနားလည်လားမသိဘူး
ဒီနေ့လည်းကြာလာလို့ဗာမေးစာရှိလဲမေးစာရှိမေးမယ်နော်တခုကောင်းတော့ရှိရမယ်ဥမာ business branding ဆိုကိုယ့်လုပ်ငန်းရဲ့ branding customer service ကဘယ်လောက်ထိကောင်းတာလဲအများအပြည့်ပြောကျမတို့ customer service ကဘယ်လောက်ထိကောင်းတာလဲဘယ်လောက်သူများနဲ့လုံးဝကိုနှိုင်းချင်လို့မရဘယ်လောက်ထိတစ်ခုကောင်းရှိနေရလဲဒီ customer service ကဒီ page ကလုံးဝကိုသူများနဲ့မတူတဲ့ဟာမျိုးဘာရှိနေရလဲလုံးဝဖြူဖြူရှာကောင်းနေရမယ်ဒါမှမဟုတ်ရင်ဘာကောင်းနေရလဲဈေးနှုန်းသက်သာတာလား business branding မှာနော် business branding မှာကျမတို့ page ကနော်တနိုင်ငံလုံးမှာလုံးဝဈေးအသက်သာဆုံးဒီထက်ဈေးသက်သာတဲ့ဆိုင်မရှိဘူးဒီကိုရောင်းတဲ့ product တစ်ခုကအဲ့လိုမျိုးလားအဲ့ဆိုဘလုံးဝရှင်လို့မရတဲ့ဟာမျိုးလားဈေးနှုန်းလုံးဝတနိုင်ငံလုံးသက်သာဆုံးရောင်းထားပေးတာလားဒါလည်း business branding လို့ခေါ်တာပဲအဲ့တော့ဘာတစ်ခုကောင်းရှိလဲတို့ကအများအပြည့် product branding ကိုပဲပြောနေကြ product branding ဒီကိုပိုင်စက်ရုံကထုတ်လုပ်တာမဟုတ်ပါဘူးတခုကောင်းဟိုပြောမယ်ဆိုထုတ်လုပ်တဲ့စက်ရုံတစ်ခုရှိရဲ့ပြီးတို့ကလက်ကားယူချလိုက်တယ်ပြီးရင်ဈေးကွက်ထဲပြန်ဖြတ်နေဆိုင်တွေကနေအဲ့ဒါဒီပြောမယ်ဆိုစက်ရုံတွေရဲ့တစ်ခုတည်းထွက်ချလာပြီးရင် ingredient တွေလည်းအတူတူပါသွားတာပါပဲ no စီမှာ ingredient တစ်ခုပိုပါလာတာမဟုတ်ပါဟုတ်တယ်မလားအဲ့ဒီခါကျ product ကိုပဲတစ်ချိန်လုံး 100% support လုပ်နေတယ်100%လုံး page တစ်ခုထောင်လိုက်တယ်စလာကလေးကဒီ product ပဲ product ဘယ်လောက်ကောင်းတယ် product ဒီ product လိမ့်လိုက်ဘယ်လိုဖြစ်သွားတယ်အဲ့လိုဟာတွေပဲလုံနေတာဒီဖြတ်လျှောက်ပဲအယောင်လောကမှာဖြတ်လျှောက်တဲ့ပုံမျိုးပဲနားမလည်လို့မေးလို့ရတယ်တခုကောင်းပါရှိပြီလေအကုန်လုံးကောင်းလို့မရဘတ်စုံကောင်းလို့လည်းမရဘတ်စုံတော်တဲ့သူဆိုတာလည်းမရှိဘူးဘတ်စုံကောင်းတဲ့သူဆိုတာလည်းမရှိဘူးဘတ်စုံကောင်းနေတဲ့လုပ်ငန်းတစ်ခုလည်းမရှိဘူး तू ကတခုကောင်းတော့ရှိတယ်ချက်လောက်ဖြည့်ကြည့်အောင်အခုပြောတဲ့အပိုင်းက line ပေါ်မှာပဲလွတ်လို့ရတဲ့အနေထားလားနှုတ်ပြပါမယ် offline နဲ့ online ဒီအရန်ကွဲပြားခြားနာတယ် offline ဒီလူတစုလောက်ပဲတည်လိမ့်မယ်ကိုတည်နေတဲ့လူတစုဥပမာကိုအပြင်မှာဆိုင်ဖွင့်ထားတယ်ရက်ကွက်မှာဆိုင်ဖွင့်ထားတာလားနော်ရက်ကွက်ဥပမာတို့အင်းစိန်မှာနေတယ်အင်းစိန်မှာဆိုင်ဖွင့်ထားတာလားအဲ့ဒါဆိုအင်းစိန်တစ်မျိုးနယ်လောက်ပဲသိချင်တည်မယ်ပြီးတဲ့ခါကျသူ့ရဲ့customer နော်ဗဇက် marketing ပေါ့အဲ့ဒါတွေပဲတည်လိမ့်မယ် online ဒီအရန်ဈေးကွက်ကကျေပြန့်တဲ့နေရာကြီးပါအရာတိုင်းကို online ပေါ်မှာတွားလုပ်ပါတချို့ offline မှာအရန်လုပ်ငန်းကြီးတဲ့သူတွေအများကြီးရှိတယ်25နှစ်30လောက်လုပ်နေတဲ့လုပ်ငန်းတွေရှိတယ် page ကိုနီးပညာပေါ် page ပေါ်မတက်တာ online ပေါ်မတက်တဲ့အချိန်မှာတို့တဖြည်းဖြည်းနဲ့နောက်ကျကျန်ခဲ့တဲ့လုပ်ငန်းတွေအများကြီးရှိရယ်နော်အဲ့ဒီတော့ online နဲ့ offline ဆိုရင် online ရဲ့အစွမ်းကအရန်ကြီးတယ်နော် online ကြောင့် online မှာလုပ်ပါ live ပေါ်မှာလုပ်ပါတို့ပြောပြမယ်အရင်တော့ကဆိုရင်မင်းသမီးတယောက်ဖြစ်ဖို့ဆိုရင်ခက်တယ်နော်ရုပ်ချောအများကြီးရှိမယ်အခုနိုးတော့ TikTok တော့မသုံးဘူးပေါ့နော် TikTok ဆယ်လီလေးတွေတွားကြည့်လိုက် TikTok ဆယ်လီတွေအများကြီးရှိတယ်သူ့ fan နဲ့တူပဲမင်းသမီးတွေလိုမင်းသားတွေလိုပဲဟုတ်တယ်မလားနိုးအရင်တော့ကဟိုတလောလွန်ခဲ့တဲ့6လ9လလောက်ထိနိုး TikTok ကိုသွားတာပေါ့ပဲနိုးကအကောင့်နဲ့အဲ့လိုမျိုးဝင်တစ်ခါတလေနိုးဝင်ကြည့်တဲ့အပိုင်းလေးရှိတယ်တစ်ခါတလေတွားကြည့်တယ်မဟုတ်ဘူးလားမင်းသမီးမင်းသားတွေကြာနေရပဲသူတို့ fan နဲ့သူတို့ဖြစ်သွားတယ်ပြီးရင်ဘာဖြစ်သွားလဲသူတို့ fan အုပ်စုရောက်သွားပြီးသူတို့ဘာသွားလို့လဲအနည်းဆုံးတော့ဈေးရောက်တယ်အခုခေတ်ကိုဟာနဲ့ကိုဖြစ်ချင်တာကိုလုပ်လို့ရတယ်ကွာပြောချင်တာတစ်ခုကကိုဘာဖြစ်ချင်ကြလဲအချိန်တစ်ခုတော့ပေးရမယ် online အကူအညီနဲ့အားလုံးလုပ်လို့ရတယ်နော်အခုဆယ်လီတွေကပို့ပြီးတော့မင်းသားမင်းသမီးတွေထထောင်ပို့ပြီးတော့ပေါက်နေကြပြီဟဲ့လားကိုပြည်စီတောင်စိတ်ဝင်စားဝယ်မွေအသေးစိတ်သိချင်တာအကုန်ရှင်းပြပေး customer service ဆိုတာတို့အများအဖြစ်သိချင်တာရှင်းပြရဲဆိုတာမျိုးပဲပြောတာသိချင်တာရှင်းပြတဲ့အပိုင်းမှာ customer ပေါ်ဘယ်လောက်ထိနားလဲဆိုတာလည်းရှိသေးတယ်ပြီးတဲ့ခါကျတော့တို့ကမဝယ်ခင် service ကောင်းတာရှိတယ်တို့လည်းဈေးပတ်ဝယ်နေရတူတချို့မဝယ်ခင် service အရင်ကောင်းတယ်ဝယ်ပြီးရင်ဒီမဆိုင်တော့ complaint တက်လာပြီဆိုရင်လှည့်ကိုမကြည့်တော့တဲ့ page တွေလည်းအများကြီး customer service ဆိုတာမဝယ်ခင်ရောဝယ်ပြီးနောက်ထပ်အခြေအနေတွေပါအကုန်လုံးကိုဘယ်လောက်ထိ service ကောင်းတာတနိုင်ငံလုံးမှာငါနဲ့လုပ်ငန်းတူနေရမှာငါဒီနေရာ service ကောင်းအကောင်းဆုံးလားအဲ့လောက်ထိရှင်ပြန်ပြောပြလို့ရလားလိုင်းမှာလောက်တာဝယ်သူမလားလို့ပါချဲတဲ့လိုင်းမှာလောက်တာဝယ်သူမဘယ်လောက်ထိလောက်လောက်ထားပြီးပြီလဲဘယ်နှလားကြာပြီလဲ page ကလူဘယ်နှယောက်ရှိလဲ follower ဘယ်နှယောက်ရှိပြီလဲ target customer အုပ်စုအတွက်လောက်လာတာဘယ်လောက်ကြာပြီလဲနော်တစ်ချက်လောက်ဖြည့်ကြည့်ရဘယ်လောက်ကြာပြီလဲပြီးတော့ boost သုံးနေတဲ့သူတွေ boost လုပ်နေတဲ့သူတွေရောင်းဖို့အတွက်ပဲ boost လုပ်တယ် promote တွေပါတယ် engagement campaign တွေမသုံးဘူး
ကိုတီးဖို့အတွက်မှတ်မိဖို့အတွက်ဝယ်သွားဖို့ခဏထောင်တီးဖို့မှတ်မိဖို့ကြိုက်သွားဖို့ဆိုတာလေတို့ပတ်စံသုံးတဲ့သူတွေသုံးတဲ့နဲ့ရေရှည်လုံးမယ်ဆိုရင်ဒါနဲ့နိုးတို့ဒီပတ်စံသုံးရင်တော့မှရောင်းဖို့အတွက် message campaign ကိုပဲသုံးတယ်ဝယ်ပြီးလဲအကောင်းဆုံး service ပေးပါအဲ့ဒါဆိုကိုအလားနာအဲ့နာမှာစိန်ခေါ်နိုင်တာမပြောတာအရန်ကိုဘာရောင်းလဲတော့နိုးတော့မသိဘူးဘယ်လောက်ထိ service ကောင်းတာလဲအဲ့ဒီနေရာမှာစိန်ခေါ်နိုင်တာservice တစ်ခုတားတယ်ဆိုဘယ်လောက်ထိတာအောင်လုပ်နိုင်လဲလူတိုင်းမှာသွားမေးကြည့်လိုက်ကျမစိတ်ရှိတယ်ပဲပြောတာ service ဆိုတာအများကြီးပါတယ်ဘယ်နှစ်ရက်အတွင်း delivery အရောက်ကအစပါတယ်အဲ့ဒီမှာတခုခုဆိုရင် 100% တာဝန်ယူရတဲ့အပိုင်းတွေပါတယ်ဥပမာ cosmetic ရောင်းတယ်ပို့ဆိုးတယ်တခုခုဆိုရင်ဘယ်လောက်ထိတာဝန်ယူပေးတဲ့အပိုင်းတွေရှိလဲပြီးတော့ဝယ်ပြီးဘယ်လောက်အတွင်းမှာခဲလိုက်လဲဝယ်ပြီးတာနဲ့ဘယ်လောက်ထိကိုသွားမေးတဲ့အပိုင်းတွေရှိလားနို့ပြောနားလေလားမသိဘူးเนาะ2လပဲရှိပါသေးတယ်ရှင်တဲ့ပြီးတော့မထောင်တတ်ပါဘူးတဲ့နားမလဲလို့ပါအဲ့ဒါပြောတာနိုးလို့တီတီချာချာရလက်မထွက်သေးဘူးဆိုတာအဲ့ဒီ page ပိုင်းမှာတီတီချာချာမလုပ်သေးလား Facebook တီနိုးဆိုရင် Facebook မှာတခုမှအလုပ်မလုပ်ဘူးเนาะနိုးနဲ့ friend ဖြစ်နေတဲ့တူတွေတည်းနိုးရဲ့ Facebook တီ friend 1000ကြော်လေးပဲရှိတယ်1000နဲ့10ခန်းကြော်လေးပဲရှိတယ်เนาะ Facebook မှာတော့ဘယ်တော့မှအလုပ်မလုပ် Facebook account မှာအလုပ်မလုပ်ဘူးနိုးလုံးသမျှလုပ်ငန်းတိုင်း page ကိုပဲတွားတယ်စားပေးကောင်းတယ်မပြီးပါဘူးတဲ့ကိုစီတစ်ခါဝယ်ဘူးတဲ့ customer ဆိုထက်ခါ take care လုပ်ပေးဖို့လိုအပ်ပါတယ်တဲ့အဲ့ဒါလေသူတို့က service ပိုင်းမှာပါသွားတာပဲပေါ့နော်ဟုတ်ကဲ့ပါ online ပေါ်မှာလေနာမည်လေးတစ်ခုကိုယ့်ရဲ့ business ကိုယ့်ရဲ့ target customer စီနာမည်လေးတစ်ခုရပြီဆိုရင်တို့ရောင်းရတယ်လို့ပြောတာသိလားလူတိုင်းစီမှာပေါက်ဖို့မလိုပါဘူးလူတိုင်းကိုမကြိုက်ဘူးလို့ပြောပြီးသားတခုကောင်းတေချာရှိဖို့လိုအပ်ပါတယ် service ဆိုတာကတို့လာမေးတဲ့အချိန်မှာဖြေတာတခုတည်းတည်းမဟုတ်ဘူးကြံတဲ့ဟာအကုန်ပါသွားတယ်တို့ပြောနားလေတာတခုကောင်းတော့တေချာရှိရမယ် business image မှာလည်းဒီတိုင်းပဲဝမ်းနားနဲ့တို့ထူသွားကြမယ်နော်အဲ့တော့ကိုလုပ်ငန်းအတွက်ကိုကောင်းအေးစဉ်းစားပါ branding တီတို့အခုပြောလိုက်လို့ငါတော့ဘယ်ဟာလုပ်မယ်ဆိုပြီးတော့သွားလုပ်ရမယ့်အရာမဟုတ်ပါဘူးငါသူများနဲ့မတူတဲ့လို့ပြပြီးသားနော်လူတယောက်ကိုတွားပြီးတော့ဒီလူကဒီလိုလုပ်လို့ပေါက်တယ်ဆိုပြီးလိုက်ပြီးလုပ်မယ်ဆိုရင်အဲ့ဒါဒီလုံးဝ copy ပါပဲပေါက်သွားခဲ့ရင်လေသူ့ရဲ့မူရင်းကဘယ်သူဆိုတာသိတယ်ဘာလို့လဲဆိုတော့သူကအဲ့ဒီလူကိုအားကြပြီးအဲ့ဒီလူတိုင်းလိုက်လုပ်တာမပြောတာသိလားအဲ့တော့ကိုဘယ်လို personal branding ကကိုဘယ်လိုဖောက်မလဲ page တစ်လေး branding တစ်ခုဘယ်လိုဖောက်မလဲအခုနိုးလို့ဆိုလဲ branding နိုးလက်တာ branding တီစောင့်နေရပဲဟုတ်တယ်နော်နိုးလက် branding တီစောင့်နေ business branding ကို page နဲ့သူများ page နဲ့မတူပါဘူးကိုအခြေအနေနဲ့သူများအခြေအနေနဲ့မတူဘူးအဲ့ဒီ branding ဘယ်လိုတည်ဆောက်မလဲဆိုတာလေးအရင်ရေးကြည့်ရ product branding ဆိုရင်တို့ဆိုတင်တန်းရောက်တာတင်တန်းကလူတိုင်းကပြောမှာပဲကိုတင်တန်းလီတာကိုအကောင်းဆုံးပါပဲပြောကြတာပဲအဲ့ဒါကလူတိုင်းပြောနေတို့လိုတင်တန်းဖွင့်တဲ့သူတွေပြောနေကြစကလုံးပဲဒါဒီနံပါတ်1တည်ဆောက်ရမယ့်အရာမဟုတ်ပါဘူးလို့ပြောတာကသုံးခုရှင်လိုက်မယ်ဆို product branding ဒီနောက်ဆုံးတတိယနေရာမှာရောက်တယ်နိုးအတွက်ကပြောတာနော်သူများအတွက်တော့နိုးမသိဘူးနိုးအတွက်ကနောက်ဆုံးနေရာမှာရှိပါတယ်အဲ့ဒီတော့နိုးတို့ဆက်သွားကြတယ်နံပါတ်2ကဘာလဲဆိုတော့စွမ်းနာပြောတယ် branding တည်ဆောက်တဲ့အချိန်ကြာရင်လို့ပြောပြီးသားသူများဟိုကလည်းလို့ကိုတီးရလိုက်မလုပ်ပါနဲ့သူများနဲ့မတူတဲ့ကိုယ်ပိုင်ဖြစ်တည်မှုရှိကိုရှိရမယ်သူများနဲ့မတူတဲ့ကိုယ်ပိုင်ဖြစ်တည်မှုနော်သူများနဲ့မတူတဲ့ဟာကိုယ်မှာတကယ်တော့ရှိကိုရှိတယ်သူများနဲ့မတူတဲ့ဟာတခုရှိကိုရှိတယ် personal branding လည်းတူတူပဲ business branding တည်ဆောက်နေတူတူပဲ product branding မှာလည်းအတူတူပဲနိုးပြောတာနားလည်လားမသိဘူးเนาะ personal branding ရော business branding ရော product branding ရောသူများနဲ့မတူတဲ့ကိုယ်ပိုင်ဖြစ်တည်မှုရှိကိုရှိရမယ်ကိုယ်ပိုင်ဟန်နေရှိရမယ်ကိုယ်ပိုင်ဟန်နေပြီးခါကျတော့ name တွေအစားသွားတူနေလို့မရဘူး name ကအစားကွဲပြားချနေကိုသွားခြင်းနဲ့ target ရဲ့အုပ်စုမှာ name ကအစားတက်သွားရမယ်ဒီနယ်ပယ်ရဲ့ဒီနယ်ပယ်ကိုသွားခြင်းတာမလားဒီနယ်ပယ်ရဲ့ name တည်တံ့လေးတော့ထားပေးပါပြီးတဲ့ခါကျတော့ပြောဟန်ဆိုဟန်နဲ့သူများနဲ့သွားတူလို့မရဘူးသူများကဒီလိုလုပ်ကိုလိုက်လုပ်နေလို့မရဘူးကိုယ့်ရဲ့ကိုယ်ပိုင်သူများနဲ့မတူတဲ့ကိုယ်ပိုင်ဖြစ်တည်မှုရှိကိုရှိရမယ် business branding လည်းဒီတိုင်းပဲရှိပြီလားသူများနဲ့မတူတဲ့ကိုယ်ဟာရှိပြီလားတချို့ဆိုရင် niche marketing ဆိုတာရှိတယ်တီးတန့်သွားလိုက်တာဥပမာတာရင်သားတွေဆိုရင်ရှိတာရင်သားတွေစကားမပြီးဘူးစကားမပြီးတဲ့ခါကျတော့ဥပမာမွန်လူမျိုးဆိုရင်မွန်သူ့ရဲ့ page ကိုမွန်လိုပဲလောက်ချပလိုက်တာမွန်စကားပဲပြောတယ်အဲ့တော့အဲ့ဒါ niche marketing တီးတန့်ပဲလူအုပ်စုတစုအတွက်ပဲသူသွားလိုက်တာလို့သွားနားထောင်နားမလဲတချို့ရှမ်းလို့ပြောသွားတယ်ရှမ်းလူမျိုးအုပ်စုတစုအတွက်ပဲအဲ့ဒါမှသူထပ်ပြီးတက်ကခွဲလိုက်မယ်လို့ပြောတာနားလဲလားအဲ့တော့လို့သွားနားထောင်လို့နားလဲမလဲသူ့အုပ်စုကသူကရိုးရှင်းတယ်
တခြားလူမျိုးတော့မဟုတ်အဲ့လိုအောင်မြင်နေတဲ့ page တွေအများကြီးအဲ့တော့တို့ကတစ်ခါတလေကြာရင်လောဘကြီးတယ်လောဘကြီးရရှိအကုန်လုံးကိုတို့ customer ဖြစ်ချင်တယ်တို့ပြောချင်တာအဲ့ဒါအကုန်လုံးတို့ customer ဖြစ်เสียမလို့အဲ့တော့ကိုကဘလို့လူတွေရဲ့စီမှာကိုနေရာသွားယူမှလဲဆိုတာအတိက target customer အုပ်စုအရင်ချပြီးရင်သူများနဲ့မတူတဲ့ကိုပိုင်ဖြစ်တည်မှုအဲ့ဒါတခုရှိကိုရှိရမယ်အခုပေါက်နေတဲ့เนาะရောင်းကောင်းနေတဲ့ page တွေရှိတယ်မုံလိုမျိုးသွားနေတဲ့ page တွေရှိတယ်ချမ်းလိုမျိုးပြောနေတဲ့ page တွေရှိတယ်အရန်ရောင်းကောင်းတဲ့သူခါနဲ့သူတို့လည်းနားမလဲဝင်နားထောင်နေတယ်သူရဲ့ target ကိုရှင်းရှင်းလင်းလင်းပဲ niche market လို့ခေါ်တယ်အဲ့ဒါသူကလူတစုအတွက်ပဲသွားလိုက်တာတခြားလူတော့မဟုတ်ဘူးသူကရှင်းလင်းနေတာပဲတို့မရောင်းရတဲ့တူကအရန်ပြများတယ်ဟိုဟာရောဒီဟာရောအမျိုးမျိုးအခါကျတော့ဘာပဲလုံးလို့တို့အရှိမှလည်းတို့အမြဲတမ်းပြောတယ် target market လွဲပြီဆိုရင်အဲ့ဒါတခုမှမထိရောက်တော့ target market စားလာကြတဲ့ကသူ့ရဲ့ target ကသူရှင်းရှင်းလင်းလင်းမရှိဘူးဆိုရင်သူလောက်တာတွေကဥပမာသူများကဟိုလိုလုံးလို့ပေါက်နေတယ်ဟိုလိုကတော့ဒီလိုလုံးလို့ပေါက်တယ်ကိုပိုင်ဟန်မရှိဘူးကိုပိုင်ဖြစ်တည်မှုမရှိဘူးငါဘယ်လို style နဲ့ဘယ်လိုဘယ်အုပ်စုစီမှာငါဘယ်လိုပုံစံနဲ့နေရာယူမယ်ဆိုတာမရှိဘူးမရှိဘဲနဲ့ဘယ်လိုလဲဆိုတော့တို့ကသူများပေါက်တဲ့ဟာကိုလိုက်လောက်တာသူများပေါက်တဲ့ content ကိုလိုက်လောက်တာဟုတ်တယ်မှန်ပါတယ်တီချဲတဲ့သူများကတဲလို့ရေပြောရင်အကုန်လိုက်ပြောဟုတ်တယ်သူများကဟုတ်တယ်အဲ့ဒါဘာလဲဆိုတော့ကိုပိုင်ဟန်မရှိဘူးကိုပိုင်အတန်မရှိဘူးပြောမယ်ဆိုtone of voice ပေါ့နော်အဲ့ဒါတွေလည်းမရှိဘူးပြောမယ်ဆိုသူများဒီလူကတော့ဒီလိုဟော့နေလိုက်လို့တယ်ဒီခိုးလူကတော့ဟိုလိုဟော့နေလိုက်လို့တယ်မဟုတ်ဘူးတို့စပြီးတော့ business တစ်ခုစလာကြတဲ့တိတိကျကျလေးအောင်မြင်ခြင်းနဲ့ဆိုရင်တော့တစ်ပတ်နဲ့လည်းမရအောင်တစ်လားနဲ့လည်းမရအောင် target customer တိတိကျကျလေးရှိပြီးပြီဆိုရင်သူတို့အတွက်ပဲတို့ကတေချာလေးလုံးသမျှအလုပ်တိုင်းသူတို့အတွက်ပဲ target focus လုပ်ထားပါတခြားဟာကိုသွားမထည့်နဲ့တခြားဟာကိုသွားမထည့်ပါနဲ့စွမ်းနာတို့ပြောသလို niche market ချို့တိုင်းရင်းသားတွေရှိတယ်သူလူတွေပဲသူသွားလိုက်တယ်တို့နားမလဲသူခါနဲ့သူ view တွေမှာဟိုတချို့လူတွေဆိုရင်လေဟွာလောက်ရှိရယ်နော် 1k လောက်ရှိတယ်နော် live လွှင့်ပြီးရောင်းနေတာသူတို့လူမျိုးစကားနဲ့သူတို့ပြောနေတာဝယ်နေတဲ့သူကလည်းသူတို့လူမျိုးစကားနဲ့ပဲသူတို့မှတ်အဲ့ခါကျတော့အဲ့ဒါကိုတွေလည်းနားမလဲဘူးသူရဲ့လောက်ရက်ကရှင်းလင်းတယ်သူတက်တဲ့ customer ရှင်းလင်းကြီးပဲအဲ့ခါကျသူ page မှာတင်သမျှသည်စာကောအတန်ကော like ကောအကုန်လုံးသူ့စကားနဲ့ပဲသူသွားတာအဲ့တော့အဲ့ဒါပြောတာဗျာမများဘူးလေတို့ပြောတာသိလားအဓိက target customer မရှိကြတဲ့ကသွားပြီဥပမာ skin care ရောင်းတယ်မြန်မာတိုင်းနိုင်ငံလုံးက skin care သုံးနေတဲ့သူတိုင်းကိုကျမ page ကဝယ်စေချင်တယ်ဆိုကြတဲ့ကအဲ့ဒါလောဘကြီးသွားပြီလောဘကြီးကြတဲ့တို့က customer ပြောမစ target customer မရှိတော့တာ price ကအစခွဲရတယ်ဘလောက်ကနေဘလောက်တန်30အသက် price တေချာခွဲဘလို့လူတွေအတွက်ကိုတေချာတော့ပြီးတဲ့အခါကျတော့တို့စလုပ်တဲ့သူတွေဒီပတ်စံတိတ်မတက်နိုင်တဲ့သူတွေစလုပ်တဲ့သူတွေအကုန်လုံးကိုမရောင်းပါနဲ့ဘယ်နေရာမှာအရင်ဆုံးနေရာသွားယူမှာလဲအဲ့ဟာတဖြည်းဖြည်းခေါင်းဝင်ကိုစမ်းလုပ်ပါဥပမာဒီနေ့တို့ဝက်ချံပြောက်တာရောက်နေလက်ဖြန်တင်းတိတ်ပြောက်တာရောက်နောက်နေ့ဟိုဟာလောက်တာရောက်နောက်နေ့အစီကျကော်ဖီရောက်နောက်နေ့ကျရင်အသားဖြူအဲ့လိုမျိုးတွေပေါ့နော်အများကြီးပေါ့ပြောချင်တာတစ်ခုက opposite တွေတိတ်မလုံးနဲ့ဝါစေးရောင်းလိုက်ပိန်စေးရောင်းလိုက်အမျိုးမျိုးတွေမလုံးနဲ့တို့ပြောချင်တာနားလည်လားမသိဘူးပြောမယ်ဆိုရင်တို့ကပတ်စံမရှိဘူးဆိုပို့ပြီး target customer ပို့ပြီးတော့တေချာလေးတတ်မှတ်ရမယ်နော်တို့ပြောပြီးသားပတ်စံရှိတဲ့သူတွေက influencer marketing သုံးလို့ရတယ်သူတို့ငွေရှိတယ်သူတို့မထွက်လာလဲရတယ်သူတို့ line မလွှင့်လဲရတယ် line လွှင့်တာကျွမ်းတဲ့သူခေါ်ချပြီးလွှင့်ချလိုက်လို့ရတယ်ပြီးတော့အမှ line လွှင့်ပြီးတော့တနာရီဘလောက်ဆိုပြီးလုပ်နေတဲ့ sale တွေလည်းအများကြီးရှိတယ်သူတို့ငှားချလိုက်လဲရတယ် influencer marketing သုံးလို့ရတယ်တို့ကဘာမှသုံးလို့မရအဲ့တော့ကိုကမှ branding မတိဆောက်ထားရင်ကိုဘယ်သူကဝယ်မှာလဲကိုဆိုတာကို product တွေကိုဘယ်သူကဝယ်မှာလဲဈေးပဲချိန်လုံး short ရောင်းနေရမှာလားဒီနေ့နားလည်လားမသိဘူးเนาะဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ကိုနေမျိုးပါရန်ဖူးတူတာရပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကိုနားလည်ရင်တို့နံပါတ်3ကိုသွားမယ်เนาะအဲ့ဒီတော့နံပါတ်အရေးကြီးဆုံးက target customer ပါအများအဖြစ်ပြောမယ်ဒါပဲလာပြောနေတာဒါကအရန်အရေးကြီးလို့ကိုပြောတာဒါလွဲပြီဆိုတာနဲ့အမားတို့လုတ်တဲ့လုတ်ရက်တွေအကုန်လွဲတာကြက်တလောက်လို့ boost လုပ်နေလွဲတယ် target ကိုမရှိရပြောချင်တာသူကရောင်းဖို့ပဲစဉ်းစားနေတာဘသူ့ကိုရောင်းမယ်ဆိုတာသူ့မှာအုံနောက်သေးရှာမရှိဘူးငါရဲ့ page ကဘယ်လိုလူတွေအတွက်ပဲဘယ်လိုလူတွေစီမှာငါနေရာသွားယူမယ်ဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုအမြင်မျိုးရှိစေချင်တာလဲဆိုတာကိုဟာနဲ့ကိုတောင်ပုံဖော်ထားခြင်းမရှိတာအဲ့ဒါဆိုရင်ကိုတောင်ပုံဖော်ထားတာမရှိဘူးကြိုတင်ပုံဖော်ထားပြီးတော့သူတို့ကို step by step ချပြရတာတို့ကအရင်ဦးဆုံးကြိုတင်ကိုကြိုတင်ပုံဖော်ပါပြီးရင်တို့တဖြည်းဖြည်းချင်းသူတို့ကို step by
နော် step by step အဲ့လိုမျိုးနော်ချပြမှာသူတို့ကကိုဖော်တဲ့ပုံကိုမြင်လာပြီးရတယ်ပြောမယ်ဆိုရင်ကိုယ့်ရဲ့ marketing ထဲကိုဝင်ချလာတို့ကအဲ့ဒီ marketing ကိုမလုပ်ဘဲနဲ့ရောင်းတာအများအပြည့်ရောင်းမကောင်းဘူးဆိုတဲ့ page တွေက page ထောင်လိုက်တဲ့ဈေးတန်းရောင်းတယ်အဲ့လိုပြောရင်တချို့ကပြောလိမ့်မယ်ငါတို့ကဈေးရောင်းဖို့လုပ်ထားတာပဲဆို no ဆိုလည်းဒီ page တင်တန်းရောင်းတာပဲလေအဲ့ဒါဆို no နေ့တိုင်းတင်တန်း post ကိုတင်ရင်အကုန်လုံးသူ online လုပ်ကုန်မှာပေါ့အကုန်လုံးသူ unfollow လုပ်ကုန်မှာပေါ့ဟုတ်တယ်မလား no ပြောတာလူတွေဒီအယောင်းခံရတာမကြိုက်ဘူးဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာသူတို့ရဲ့ branding ပေါ့နော်နေရာတနေရာယူသွားနိုင်ပြီဆိုရင် target customer စီမှာနေရာတနေရာယူနိုင်ပြီဆိုရင်ဝယ်ပြီအဲ့တော့သူများနဲ့မတူတဲ့ကိုယ်ပိုင်တီးတန့်ဖြစ်တည်မှုရှိပြီလားသူများကအခု knowledge sharing လုပ်ဆို knowledge sharing လုပ်တယ် knowledge လုပ်တယ်ဘာအတွက်အချက်3ချက်တို့လုပ်တယ်အဲ့လိုလုပ်နေရင်တလန်လည်းမဟုတ်ဘူးသူများကရမယ်ဆိုတော့သွားကနေကြပြန်ပြီကနေကြပြီမဟုတ်သေးဘူးသူများက lifestyle နဲ့တွဲလို့ဆို lifestyle လုပ်တယ်ပြောမယ်ဆိုအဲ့ဒါသူများလုပ်ဆိုလို့လိုက်လုပ်နေကိုမှဒါလုပ်မယ်ဒါလုပ်ပြီးရင်ဒါလုပ်မယ်ဒါလုပ်ပြီးရင်ဒါလုပ်မယ်ဆိုရဲဟာတခုမှမရှိဘူးလို့ပြောတာနားလည်လားမသိဘူးเนาะ3ကိုသွားပါမယ်နံပါတ်3ကိုသွားပါမယ်နံပါတ်3ကအဲ့ဒီခါရင်တို့ branding ကိုပြောမယ်ဆိုရင်အစတုန်းကတို့ကကိုယ်စိတ်ကူးနဲ့ကိုပုံဖော်တာเนาะကိုယ်စိတ်ကူးနဲ့ကိုပုံဖော်ကြည့်ရမှာเนาะငါဘယ် target customer ဘယ် target ပေါ့เนาะ target customer စီမှာငါ branding သုံးခုငါတခြားတိစောက်ရမယ် personal branding တိစောက်မယ် business branding တိစောက်မယ် product branding လည်းတိစောက်ရမယ်အဲ့ဒီတော့သူတို့စီမှာသူတို့ရဲ့အမြင်စီမှာသူတို့ရဲ့စိတ်ထဲမှာသူတို့ရဲ့အုံနောက်ထဲမှာငါ့ကိုဘယ်လိုပုံစံမျိုးမြင်စေချင်တာလဲဆိုတာမျိုးကိုအရင်ဆုံးစိတ်ကူးရင်ကြည့်ပြီးရင်တို့က page မှာ set type လုပ်ရတော့မှာအဲ့ဒီတော့ branding တိစောက်မှာအဲ့တော့ငါစီမှာတစ်ခုကောင်းပါရှိတယ် personal branding မှာလည်းဒီတိုင်းပဲတစ်ခုကောင်းပါရှိတယ်လူတစ်ယောက်ကအကုန်လုံးကောင်းနေဆိုရင်အဲ့ဒါကောင်းချင်အောင်ဆောင်ထားတာပဲဖြစ်လိမ့်မယ်အကုန်လုံးကောင်းနေတယ်လူဆိုတာမရှိဘူးတစ်ခုကောင်းရှိရင်တော့အဲ့ဒီလူကိုအဲ့ဒီနယ်ပယ်မှာပြောမယ်ဆိုသူ့နယ်ပယ်တစုကလူတစ်ခုကောင်းရှိရင်တော့မှတ်မိနေတယ်ကွာသိလားအကုန်လုံးကောင်းတယ်ဆိုတာမရှိတော့เนาะရှိရင်လည်းအရင်ရှားလိမ့်မယ်အဲ့ဒီတော့ personal နဲ့ပတ်သက်ပြီးတော့တစ်ခုကောင်းပါငါဘာလုပ်လဲเนาะငါဘာလုပ်လဲငါရဲ့ page တစ်ခုထောင်လိုက်ပြီဆိုရင်ပြောတာငါရဲ့ page က target customer ရဲ့အမြင်မှာငါ့ကိုတစ်ခုကောင်းငါဘာလုပ်မလဲကိုချရေးကြည့်အရင်ရှိရနှစ်ချက်ကပုံဖော်ခိုင်းနေတာပြီးရင် business image ငါရဲ့ page ကိုအများအားဖြင့်လုပ်ပြမယ် business image က business branding ပေါ့နော် business branding ကိုအများအားဖြင့်တည်ဆောက်ကြတချို့နော်နိုးလေဈေးပတ်ဝင်နေတူပဲနော်တချို့ရောင်းကောင်းတယ်သူတို့လည်းရောင်းကောင်းတယ်ဆိုင်တွေလည်းရှိတယ်ဆိုင်ရှိတာလည်းအမှန်ပဲရောင်းကောင်းတဲ့ဝန်ထမ်းတွေလည်းရှိတယ်အမှန်ပဲဒါသူတို့ဘက်ကအမြင် business branding မရှိတာเนาะ page ကိုတွားကြည့်လိုက်6ကန့်နေတာအသက်မပါတဲ့ဟာတွေပဲလုပ်ထားတာဥပမာ product ကိုပဲเนาะဘာရောင်းလဲဘယ်နိုင်ငံကတင်သွင်းတယ်ဘယ်ဟာဈေးဘလောက်အမျိုးမျိုးသားတွေပဲငွေကြိုလွှဲဒီလိုမျိုးတွေလုပ်ထားတာရှိတယ်အဲ့ဒီချိန်မှာကိုမချပြရင်သူတို့ကမမြင်ဘူးလေမပြောတာသိလားကိုမှဆိုင်ရှိကြောင်းမချပြရင်သူတို့ကဆိုင်ရှိကြောင်းမသိဘူးဆိုင်ရှိကြောင်းကိုတို့ post 20လောက်ကိုဆွဲပြီးကြည့်နေရတယ်သူတို့ business image ကအရန်ကြီးနေတဲ့အပြင်မှာเนาะတို့ပြောတာတစ်ချက်လောက်နားထောင်ကြည့်เนาะဒါပေမဲ့ online မှာချပြတဲ့အရာတသေးလေးပဲနေ့တိုင်း post တင်တယ်ပြီးတဲ့ခါကျတော့ post မှာလည်းတချို့ဆိုရင်เนาะပုံနေပြင်ပြီးတင်ကြတယ်လူတွေရဲ့ psychology တို့သိဖို့လိုအပ်တယ်အများအားဖြင့်ပုံပြင်တာကတို့လိုမျိုးစာတင်တဲ့ page တွေကပုံပြင်ရင်တော့ကောင်းတယ်ဟုတ်တယ်နော်တို့လိုစာတင်တဲ့ page တွေကပုံအပြန်စားပြင်နိုင်လေပိုကောင်းနေတယ် product ရောင်းတဲ့တူတွေဒီတချို့ဟာတွေဒီပုံပြင်လိုက်တာမှာပုံပြင်လိုက်ခါမှာတို့မဝေချင်တော့တာရှိရယ်နော်တို့ product ကိုဝယ်တယ်ဆိုတာကလေပြောမယ်ဆိုရင်ကွာပြထားတဲ့ပုံနဲ့ရောက်လာတာမတူညီဘူးဆိုရင်တို့အဲ့ဒီအရာကြောက်တဲ့ဟာတွေအများကြီးရှိရယ်ဒါပေမဲ့တချို့တွေက product ကိုပုံနေပြင်ချလိုက်တယ်အရန်ကိုပြင်ချလိုက်တယ်တရက်သေးမှာဒီဟာတွေပဲတင်နေရကို page အချင်းလည်းကိုသွားကြည့်တော့လူတွေကြိုက်လား engagement တွေအရန်ကျနေတယ်ဆိုရင်လေကို page ကိုမစစ်စေဘူး engagement တွေအရန်ကျနေမစစ်စေဘူး reach တွေကျနေမစစ်စေဘူးလို့ပြောချင်တာတခုကဆိုင်တစ်ဆိုင်လုံးရှိနေမချပြဘူးတခါလာလဲပုံပြင်ပြီးတော့ပဲတင်တယ်တခါလာလဲပုံပြင်ပြီးတော့ပဲတင်တယ်တခါလာလဲ website ကပုံတွေပဲတင်တယ်ဝန်ထမ်းတွေလည်းရှိတယ်အများကြီးရှိတယ်နေ့လည်းရောင်းနေရတယ်တခုမှမချပြဘူးအဲ့ဒီချိန်မှာဥမာရန်ကုန်တစ်မျိုးလောက်ပဲငိုအိမ်ရောက်ငွေချေရမယ်
ကျန်တဲ့မျိုးငွေကြိုလွယ်ကိုဘက်ကကြည့်တော့ကိုကလုပ်ငန်းကြီးတယ်လေအပြင်မှာငါတို့ဆိုင်ရှိတယ်ဒါပေမဲ့မချပြတော့ဘယ်သူမှမသိဘယ်သူမှလိုက်ဆောင်စမ်းနေမှလည်းမဟုတ်ဘူးဆိုတော့အဓိကကိုချပြဖို့လိုအပ်နေတဲ့အပိုင်းအများကြီးရှိရတော့တို့ပြောတာနားလည်တာမသိဘူးအဲ့ဒီကဟိုကမယုံတော့ဘူးဆိုရင်ဘာဖြစ်လဲငွေကြိုမလွဲဘူးဘာဖြစ်လဲဟိုကရစ်နေပြီဆိုရင်စိတ်ဆိုးတယ်တကယ်တော့ customer ကမယုံဘူးဆိုတာကတို့ချပြတဲ့ image ပိုင်းကိုလိုနေလို့ business image တွေချပြတာအရန်လိုလို့ခုန pre order ကောက်တဲ့ညီမလေးရှိသေးလား pre order ကောက်တယ်ဆိုရင်အများအပြည့် pre order ကောက်တဲ့ page တွေတွားကြည့်လိုက်နော်အများအပြည့်ပါတယ် pre order ပဲတစ်ချိန်လုံးကောက်တာ pre order ပဲကောက်တာဘယ်ဟာလဲ website ကပုံနေနဲ့ဥမာနော်သူတို့ pre order ကောက်တဲ့နေရာကပုံနေကိုစိတ်ပြီးတော့ pre order ကောက်တာရောက်လာတဲ့အချိန်ဆိုတာရှိတယ် pre order ကောက်တာဖြစ်တဲ့အတွက် install သမားထက်စာရင်လေပြောမယ်ဆို chance ကပုံနေတယ်လို့ဆို pre order စီကလို့ဆိုမဝယ်ရှားတယ်လို့ကမဆောင်နိုင်ဘူးဝယ်မဆောင်ချင်တော့2ပတ်3ပတ်တွေစောင့်ရတာစိတ်မရှိလို့အဲ့တော့တော့ install သမားစီကတော့ဝယ် install တော့မှနိုးကအဲ့လိုပုံပြင်လိုက်တယ်သမားစီနိုးမဝယ်ဆိုတော့မဝယ်ရတဲ့အကြောင်းရင်းတွေအများကြီးရှိရဲ့ customer တွေစီမှာအဲ့ဒါတွေကိုတို့က customer တွေကိုနားလည်ပေးပြီးမှသူတို့အတွက် page မှာပြင်ဆင်မှတို့ဈေးရောင်းရလိမ့်မယ်နောက်မို့ဆိုရင်တို့ကမယုံဘူးဆိုတာနဲ့စိတ်ဆိုးသွားတယ်မယုံဘူးဆိုတာစိတ်ဆိုးသွားတယ်ဘယ်ပြောနားလည်တာမသိဘူးနော်စိတ်မဆိုးနဲ့အဲ့ဒါဒီတို့ data တစ်ခုရလိုက်တာတို့တစ်ခါတလေကြာရင်တင်စရာ content တွေမရှိတော့ဘူး page မှာတင်စရာ content မရှိတော့ဘူးဆိုရင်လေအဲ့ဒီ complaint တွေမှာ content တွေအများကြီးရှိတယ် complaint တွေမှာ content သွားရှာကြည့် complaint တက်တယ်ဆိုတာကလေလာဝယ်ချင်သေးလို့တက်တာနော်ဝယ်ချင်လို့တက်တာအဲ့ဒီ complaint တက်လိုက်ရင်ကိုတခုခုရှင်းပြနိုင်လိုက်တယ်ကိုယုံကြည်သွားအောင်လုပ်နိုင်တယ်ဆိုသူတို့ဝယ်သွားတယ်လုံးဝမဝယ်တော့တဲ့သူကဘာ complaint မှမတက်ဘူးနိုးလို့ဆိုရင် complaint မတက်ဘူးနိုးမယုံဘူးဆိုမဝယ်တော့တာပဲနိုးကဘာမှသူတို့မေးမနေဘူးအဲ့လိုလူတွေကပို့ပြီးကြောက်ဖို့ကောင်းတယ် complaint တက်သေးတယ်ဆိုအဲ့ဒီ complaint ကိုတို့က messenger မှာလည်းတေချာရှင်းပြရဆိုတော့ဒီအချက်ကြောင့်ဒါတွေသူတို့မဝယ်ယူပဲနဲ့သူတို့စိုးရိမ်နေတာဒီအချက်ပါလားဆိုတာဒါလုံးဝ data အစစ်ရလိုက်တာအဲ့ဒါကိုတို့က video တွေ post တွေအဲ့ဒါကိုပြန်ခြေပတယ်ဆိုတာเนาะပြန်ခြေပဆိုရွေးဆောင်းပြီးတင်ခိုင်းတာမဟုတ်ဘူးသူတို့ယုံကြည်သွားအောင်လုပ်နိုင်တဲ့ဟာချပြသိเนาะစောစောနာတို့ပြောတယ် pre order ကောက်တဲ့ညီမလေးဆိုရင် pre order တွေပဲတင်နေမိကြလား website ကပုံတွေပဲတင်နေမိရလားဒါဆိုပစ္စည်းရောက်လာတဲ့အချိန်ရှိနေမယ်ပစ္စည်းရောက်လာတဲ့အချိန်ကျရင် light တွေပါလွှင့်မိလားလွှင့်လား light လွှင့်ပြီးအသားတွေပါအနီးကပ်ပြလားဘယ်သူမှမကြည့်လို့ light မလွှင့်ဘူးဆိုရင်တေချာတဲ့ဖြည်းဖြည်းနဲ့ယုံကြည်မှုလျော့သွားလိမ့်မယ်အဲ့ဒီကြည့်မကြည့်ပစ္စည်းရောက်လာတဲ့အချိန်ဆိုရင်အနီးကအသားတွေဘာတွေအစားပစ္စည်းပို့တာတွေအစားဒါ business image ပဲလို့ဆိုတော့ပြောသလိုမျိုးပဲ business image တွေချပြဖို့တို့မေ့နေတတ်တယ်တို့က product ကိုပဲပြောနေတာလုပ်ငန်းကအပြင်ဆိုင်မရှိဘူးဆိုရင်ရောဗျာတဲ့အခုတို့ပြောတယ်လို့ဘာရောင်းတာလဲတော့တို့လည်းမသိဘူးအဲ့ခါကျတော့အပြင်ဆိုင်မရှိလည်းမမှဖြစ်ဘူး pre order သမားတောင်မှတို့လုပ်လို့ရတယ်လေတို့ pre order ကောက်ပြီး order ရလာတဲ့အချိန်ရှိမယ်အဲ့ဒီချိန်ကျရင်ကိုယ်စီပစ္စည်းရောက်တဲ့အချိန်ရှိမယ်အဲ့ခါကျရင်တို့ကတော့ဒီအသားကဘယ်လိုအသားဆိုတာ light တွေမှာအနီးကပ်ပြသွားလို့ရတယ်အဲ့ဒါဆိုရင်နောက်တစ်ခါဝယ်ဖို့စောင့်ကြည့်နေတဲ့သူဆိုသူတကယ်ပစ္စည်းပို့ပါလားဆိုတာမျိုးသူတကယ်ပစ္စည်းရောက်ပါလားအသားလေးရတော့မဆိုးပါဘူးကောင်းသားပဲသူဒီလိုမျိုးတွေတို့မျက်မြင်ကိုတွေ့မြင်ပြီးနောက်တစ်ခါမှားဖို့အတွက်ကိုဒါကပြောမယ်ဆိုအထောက်ပံ့ဖြစ်စေတယ်ဒါပေမဲ့ pre order ကောက်တဲ့သူကတစ်ချိန်လုံး pre order ကောက်တာနိုးဆိုရင် pre order ကောက်တဲ့ page မှာလုံးမဝယ်နားလေကြလားနားလေတို့ဆိုနာ number 3ကိုသွားမယ်number 3ကိုသွားမယ်နော်အဲ့တော့တို့ကအရှိမအဲ့ဒါတွေကိုရေးပြီးပြီဆို marketing ကိုလုပ်ရတော့မယ်နော်ဘယ်လို content တွေလုပ်ပြီးတော့ဒီစွတ်နက်က target customer စီမှာလွှမ်းမိုးမလဲဘယ်လို content လုပ်ပြီးတော့တို့လွှမ်းမိုးမလဲရောင်းကောင်းချင်တယ်ဆိုရင်အရောင်းကြီးပဲတင်လို့မရရောင်းတိုင်းမဝယ်တော့ရောင်းလေမဝယ်လေပဲအဓိကမဝယ်ရတဲ့အချက်တွေကအများကြီးရှိတယ်တို့ content တွေလုပ်ပြီးတော့တို့လွှမ်းမိုးမလဲစဉ်းစားကြည့်တို့အယောင်ကြီးပဲတင်နေပြီဆိုကြတဲ့သွားပြီမေးစရာမရှိလဲတင်စားလေးပါလေအဓိကတို့က target customer အုပ်စုဒီမှာအခိုင်မှာရှိသွားပြီဆိုရင်เนาะအခိုင်မှာရှိမရှိကိုသတ်မှတ်ထားတဲ့အုပ်စုတစုရှိပြီဆိုရင်ဒီမှာတို့ကသတ်မှတ်ထားတဲ့အုပ်စုရှိပြီဆိုရင်သူ့ကိုပြစ်ဖို့အတွက်တို့ကမြားတွေဒီအယောင် post မဟုတ်ပါပြည့်ရမယ်မြားရှိဒီမှာကတို့အုပ်စု
တို့မှလူမရှိသေးဘူးပဲထားဒါပေမဲ့ကိုဟာနဲ့ကိုပုံဖော်ကြည့်လိုက်ငါဘယ်အုပ်စုအတွက်ဒီ page ကဘယ်အုပ်စုအတွက်ငါဘယ်အုပ်စုအတွက်ဘယ် product တွေကိုရောင်းနေတာဒီအုပ်စုကဝယ်အဲ့ဆိုဒီအုပ်စုမှာစိုးရိမ်နေတဲ့အချက်တွေရှိစိတ်ပူနေတဲ့အချက်တွေရှိမယုံနေတဲ့အချက်တွေရှိဒီအချက်တွေကိုတို့ကမြားအဖြစ်သုံးပြီးပြည့်ရမှာတို့အဲ့ဒါဆိုရင်တို့တဖြည်းဖြည်းနဲ့မယုံလာဘူးလားဒါပေမဲ့တို့လုံနေတာဒီရောင်းမကောင်းလေအယောင် post တွေရောင်းမကောင်းရင်တို့လုံတဲ့အချက်ကဈေးလျှော့လိုက်တာရောင်းမကောင်းလေဈေးလျှော့တယ်တို့ပြောချင်တာတခုကဈေးလျှော့ရင်လည်းအရင်ပြုတ်သွားတဲ့သူအများကြီးရှိဈေးလျှော့တာဘာလို့ဆိုဈေးကြီးနေလို့မရောင်းရဘူးထင်တာတကယ်တော့လူတွေဒီမဝယ်ရတဲ့အကြောင်းရင်းထဲမှာဈေးဒီနံပါတ်1နေရမှာမဟုတ်ဘူးတိလားတို့ပြောတာဈေးဒီနံပါတ်1နေရမှာမဟုတ်ဘူးလူတန်းစား3မျိုးရှိတယ်ဈေးကိုကြည့်တဲ့လူအုပ်စုတီးတန့်ရှိနိုးလူတိုင်းကဈေးမကြည့်ဘူးလို့မပြောဘူးလူတန်းစား3မျိုးရှိတယ်နိုးဆိုရင်အဲ့ဒီလိုမျိုးဈေးကိုပဲကြည့်တဲ့လူအုပ်စုလွှတ်ချလိုက်လို့အမြဲတမ်းပြောတယ်ဘာဖြစ်လဲဆိုတော့သူတို့ဒီ loyalty မဖြစ်ဘူးတစ္ဆာစောင့်တည်ရဲ့ customer လည်းဖြစ်မှာမဟုတ်ဘူး200လောက်များသွားပြီဆိုတာလေခိုးဘက်ကိုခုံမှုသွားလိမ့်မယ်ခိုးဘက်မှာ200လောက်တက်တာဆိုရင်အဲ့ကိုသွားလိမ့်မယ်အဲ့ဒီအုပ်စုလုံးဝ target မထားနဲ့ value ကိုတန်ဖိုးထားတဲ့အုပ်စုကိုသွား value ဆိုတန်ဖိုးတွေပေါ့နော်အဲ့တန်ဖိုးတစ်ခုကိုကြည့်တဲ့လူအုပ်စုကို target ထားမှအမားတို့ဒီဈေးလျှော့စရာမလိုနောက်ဆိုအဲ့ဈေးနှုန်းနဲ့ပဲပြန်ပြီးတော့ fight နေရလိမ့်အဲ့တော့ကိုကဘယ်လို content တွေဖန်တီးနေရလဲအယောင် post တွေ copywriting အယောင် post တွေပဲလုပ်နေရလားအဲ့ဒါဆိုသူတို့သွားပြီအယောင် post ကနေရာတိုင်းမှာရှိတယ် page တိုင်းမှာတင်နေအယောင် post မှာတော့မာနေလို့ပြပြမယ်တချို့တွေရှိဘသူအတွက်လှုပ်လဲဆို target customer အတွက်အလုပ်လုပ်တယ်ပြောတယ်နော်သူတို့အတွက်စဉ်းစားတယ်သူတို့အတွက်လုပ်တယ်ဒီနေရာလေးမနာနဲ့နော် post တင်ရင်တော့လေဟိုကြိုးစားစားမတင်ပေးဘူး customer အတွက် customer နေရာကသွားစဉ်းစားပြီးတို့မတင်ပေးဘူး customer နေရာစဉ်းစားပြီးတင်ပြီးဆိုရင်ပုံကအစတေချာရိုက်တော့မှာစာစီးမောအထက်ကစာသားကအစတေချာစဉ်းစားတော့ဘာဖြစ်လို့လဲဆို customer အတွက်တို့သွားစဉ်းစားပေးတာတို့ကရောင်းတာရောင်းချချင်တာပြောလိုက်ရင်ဈေးရောင်းချင်တယ်နော်ဒါပေမဲ့ကိုယ့်အတွက်ပဲကိုကြည့်ဈေးလဲရောင်းချင်တယ်တင်ထားတာတွေက website ကပုံဥပမာ pre order သမားကိုလို့မပြော pre order ကတော့ဒါပဲကောက်ရမှာ install ထားရောင်းနေတဲ့သူရှိစိုင်ရှိနေတဲ့သူတွေရှိရပုံလေးတစ်ပုံတော့ကောင်းကောင်းမရိုက်ပေးချင်ဗီဒီယိုလေးတစ်ပုတ်တောင်ကောင်းကောင်းမလုပ်ချင် like တစ်ခုတောင်ကောင်းကောင်းမလွှင့်ပေးချင်ဒါပေမဲ့တို့ဖြစ်ချင်တာကဈေးရောင်းချင်ဘယ် customer အကြည့်မှာလဲလူတွေကပြင်းနေပြီးတော့ entertainment ချော်ပြပြဆက်တာလေးလှတာလေးတွေကြိုက်တယ်နိုးလည်းပြင်းနေစာအရှည်ကြီးတွေတို့မဖတ်ချင်ဘူးပြီးတော့အလှကြိုက်တယ်အလှဆိုတာအရာအလုံးအလှပဲပုံလှလှလေးရိုက်ထားတာလေပုံမလှမပရရှင်တို့ရိုက်တဲ့ဟာနဲ့ဆိုလှလှလေးရိုက်တဲ့ဟာကိုတော့ကြည့်ချင်တာပဲဗီဒီယိုလည်းဒီတိုင်းပဲဗီဒီယိုရိုက်ဆိုလို့ရိုက်လိုက်တာတွေရှိတယ်တချို့ဆို customer နေရာကတို့သွားနေပြီဆိုကြတဲ့ကသူတို့အမြင်နဲ့သွားကြည့်ရအဲ့ဒါဆိုရင်လေအဲ့ဒီ page ကရောက်အောင်တက်ကိုတက်တယ်ကိုအမြင်နဲ့ပဲကြည့်နေတယ်တို့က post တင်လိုက်တယ်လေငါနှစ် post တင်ထားတယ်မယုံရင်လေအခုရောင်းမကောင်းဘူးဆိုတဲ့သူတွေရဲ့ page ကိုတို့သွားကြည့်လိုက်မယ်ဆိုအဲ့ဒီမှာအဖြေပေါ်နေပြီပုံတွေကသူများပုံ save တင်တယ်စာရသူများပုံ save သုံးတယ်ကိုဆောင်ရောသူများစီကဝယ်လားဆိုတော့တစ်ချက်လောက်မျိုးဝယ်ခံနေကြရင်လေဝယ်ယူတဲ့ချိန်မှာစဉ်းစားတဲ့အချက်တွေကတိတ်မသိမ့်မရိမ့်နဲ့ကိုတော်မှဈေးတစ်ခါဝယ်ခံနေကြရင်ဘယ်လောက်ထိစဉ်းစားလဲဆိုတာရှိတယ်သူတို့လည်းအဲ့လိုပဲစဉ်းစားမှာပဲအခုကဝယ်ယူဖို့အဆင့်ကိုခဏထားအောင်နော်တို့ဒီမှာ post တင်နေတဲ့အဆင့်မှာတောင်မှကြော်ထွားခြင်းခံရတာအများကြီးအဲ့ဒါဘာလဲဆိုတော့စိတ်ဝင်စားအောင်တခုမှမလုပ်တာပြောမယ်ဆိုအဲ့ဒီ customer အတွက်ကိုတို့မကြည့်တာtarget customer အတွက်ကိုတို့မကြည့်ဘူးနော်ဒီနားလေးနားလည်လားမသိဘူးအဲ့တော့အခုရောင်းမကောင်းမှုဆိုတဲ့ဒီဘယ်လို content တွေလုပ်ပြီးလွှမ်းမိုးနေတာလဲတစ်ချက်လောက်စဉ်းစားကြည့်အယောင်ပါနေတဲ့သူတွေရောင်းမကောင်းမှုဆိုတဲ့ဒီ page ကိုသွားတယ် page မှာမရောင်းရဘူး page ဒီ design ဖြစ်ပါတယ်တို့အမြဲတမ်းပြောတယ် page က design personal trust တစ်ခုမှမရှိဘူးတို့က page ကိုသွားထောင်လိုက်တယ် business တစ်ခုသွားလုပ်လိုက်တယ်လုပ်ပြီးရတယ်ဘာဖြစ်လိုက်လဲဆိုတော့နေတာအယောင် post ဘယ်ကနေစကွမ်းတာလဲလို့ပြောမယ်ဆိုရင်လေ profile cover photo ကနေစကွမ်းနေရမယ်ပင် post တွေကနေစကွမ်းတာတို့တကယ်ကိုယ့်ရဲ့ business တစ်ခုကအောင်မြင်ခြင်းနဲ့ကြီးထွားခြင်းနဲ့ဆိုရင်တို့ရှေ့မှာပြောခဲ့တယ်လို့မျိုးဒီစကားကတချို့တွေဆိုကြိုက်ချင်မှကြိုက်ပတ်စံတော့အလုံးလုံးပတ်စံတော့အလုံးလုံးတယ်ဆိုရင်ဆွမ်းနာလိုပဲပြီးပြီးတော့တင်တယ်ပတ်စံတော့အလုံးလုံးတယ်ဆိုတာနေ့ရက်တိုင်းရောင်းကောင်းဖို့ပဲစဉ်းစားတော့သူ့ရဲ့သတ်မှတ်ထားတာဒီရောင်းကောင်းဖို့အယောင်းနဲ့ပဲစဉ်းစားတော့
ရောင်းကောင်းဖို့အတွက်ပဲစဉ်းစားတော့ target customer အုပ်စုအတွက်အလုပ်လုပ်ရအောင်အဲ့ဒီ mindset ကိုပြောင်းကြည့်ပတ်စံတော့အလုပ်လုပ်မယ်ဆိုရင်တို့က post တင်ပြီဆိုရင်ရောင်းကောင်းချင်တယ်အေးမရောင်းရသေးဘူး3ရက်ရှိပြီ5ရက်ရှိပြီကိုတင်လိုက်တဲ့ post ကိုသွားကြည့်လာ target customer အတွက်အလုပ်လုပ်တယ်ဆိုရင်သူတို့အတွက်ပဲကြည့်ရသူတို့အတွက်ကြည့်မှသူတို့အိတ်ကက်ထဲကပတ်စံတို့စီရောက်မှာပါတို့ပြောတာနားလည်လားမသိပတ်စံတော့အလုပ်လုပ်တယ်ဆိုရင်အဲ့ဒီပတ်စံကိုစီရောက်လာမှာမဟုတ်ဘူးဘာလဲဆိုအရာအားလုံးကပတ်စံတော့ပဲပူလောင်ပြီးတော့လုပ်နေတာ live လွှင့်လိုက်တယ်ဆိုလဲ live တစ်ခုလွှင့်လိုက်ရချင်းအကြောင်းရင်းဒီပတ်စံဝင်လာဖို့တော့ပဲဖြစ်တယ်အဲ့လိုမျိုးလာတာအဲ့ခါကျတော့တို့ပတ်စံတော့မဟုတ်ဘူး target customer အတွက်ဆိုရင်လူတွေဒီအရင်ဦးဆုံးမြင်တာရှိတယ်သိတာရှိကြိုက်တာရှိအဲ့လိုမျိုးတဖြည်းဖြည်းနဲ့ချစ်လာပြီးမှဝယ်လာတာရှိအဲ့ဒီအဆင့်တွေကြော်ပြီးတော့နိုးရိုးစီမှာဒီ live တစ်ခုတွေကနေငါစီကနေဘလောက်ဝယ်ဆိုတာသူ့ကိုဘာဘသူမှန်းအောင်မသိသေးပဲနဲ့ဘသူမှဝယ်မှာမဟုတ်ဘူးအခုအရန်ရောင်းကောင်းနေရဲ့ဟို series တွေဆိုရင်သူတို့မှရှေ့မှာ branding တစ်ခုသူတို့တိဆောက်ထားခဲ့ပြီးသားနှစ်ချီအဲ့ဒီခါကျသူတို့ကိုချစ်လို့ဝယ်ကြတာအများကြီးရှိတယ်နိုးပြောတာနားလည်လားမသိဘူးကို့မှာတော့ဘယ်လို branding မျိုးတိဆောက်ထားလို့လဲဆိုတာအရန်ရေးကြီးတယ်ဒါပေမဲ့တို့ကဗီဒီယိုတစ်ပုတ်လိုက်တယ်ရောင်းဖို့တော့ပဲစဉ်းစားလို့မရဒီဗီဒီယိုမှာငါဘာအတွက်လုပ်လိုက်တာလဲဆိုတာအရန်အရေးကြီးတယ် engagement ရဖို့အရန်အရေးကြီးတယ် target customer အတွက်အလုပ်လုပ်မှတို့ကသူတို့စီမှာတဖြည်းဖြည်းနဲ့နေရာသွားယူတာ branding ဆိုတာသူတို့တဖြည်းဖြည်းနဲ့နေရာသွားယူပြီးရှင်တို့ကိုသူတို့ကကြိုက်လာပြီးတော့မှဝယ်မှာတို့ဘာရောင်းအဲ့ခါကျတော့ဝယ်လိုက်မယ်ဈေးလည်းအဲ့လောက်ထိသွားကြည့်နေမှာမဟုတ်တို့ပြောတာတိလားမသိနော်နော်ဘယ်လို content တွေလုပ်ပြီးဆွဲမိုးနေလဲတချို့နော် entertainment တွေလုပ်တယ် entertainment လုပ်တယ်နော် entertainment တွေလုပ်ကြတယ်ပြီးရင်ဘာလုပ်ကြလဲ knowledge တွေလုပ်တယ်တို့ဆို knowledge လုပ်တယ် knowledge တွေလုပ်တယ်တို့ entertainment ကပြောင်းနေလို့မရအောင်လေနော်အဲ့ခါကျတော့တို့ဖြောပြတင်ဆက်တာတို့အရင်မသွားဘူးတို့ကတော့သူများရဲ့ entertainment line ကိုသွားနေကြတယ်တို့ကတော့အဲ့ဒီ line ကိုသွားမသွားဘူးပေါ့နော် knowledge လုပ်တယ်ပြီးရင်တို့ဘာလုပ်လဲတချို့ emotion ပါစေတဲ့ video တွေလုပ်တယ်နော်တို့ပြမယ် emotion ကလေအရန်ထိတာနော်အဲ့ဒါတွေဘာပဲလုပ်လို့ feeling ကအရန်ရေးကြည့်သွားတယ်နော်အဲ့တော့ entertainment ဆိုလဲပြောမယ်ဆိုရင်ခံစားချက်မပါတဲ့ feeling တော့ကြီးတဲ့သူက feeling မပါသွားဘူးဆိုရင်တို့မရဘူးနော်ကြီးတဲ့သူက feeling မပါဘူးဆိုရင်အဲ့ဒီခါကနေပြီးဘယ်လိုမှမပါဘူးတို့ပြောတာတိလားမသိတို့အခု knowledge ဆိုလဲဒီတိုင်းပဲကြီးတဲ့သူကကြည့်နေတဲ့သူက तू ကြည့်တဲ့စင်မှာစိတ်ဝင်စားမှုမရှိဘူးဘာ feeling မှမလာဘူးဆိုရင်တို့ကြည့်မှာမဟုတ်တော့အဲ့လိုမျိုးပေါ့ဆိုတော့တို့ကလူ100ကြည့်နေ100လုံးကိုကိုယ်စီပါလာဘယ်သူမှမလုပ်နိုင် feeling ပါအောင်မလုပ်နိုင်အဲ့ဒီခါကျတော့အတက်နိုင်ဆုံးတော့တို့လုတ်တဲ့အရာတိုင်းဒီအတော့ဝင်ဖို့အရန်အရေးကြီးတယ်နော်သူများနဲ့မတူတဲ့ profile တစ်ခုရင်းနဲ့ original branding branding တခြားတိဆောက်ပါနိုးပြောပြီးသားပေါ့နော် branding မတိဆောက်ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့တို့ဟိုလူကဟိုလိုဆိုဟိုလိုလိုက်လုပ်ပြန်ပြီဒီလူကဒီလူဆိုဒီကို့မှာလေးပြောမယ်ဆိုကိုတွားကိုဘယ်လိုလူဖြစ်မြင်စေချင်တာလဲဆိုတာတော့ကို့မှာမရှိဘူးပြီးတဲ့ခါကျတော့နော်ဟိုကိုယ့်ရဲ့ page ကိုဘယ်လိုလုပ်ငန်းအဖြစ်မြင်စေချင်ကိုယ့်ရဲ့လုပ်ငန်းတစ်ခုကိုဘယ်လိုလုပ်ငန်းအဖြစ်မြင်စေချင်တာလဲ business image လည်းမရှိဘူး business branding လည်းမရှိဘူးတွားနေတာကအကုန်လုံး product branding ပဲတင်လိုက်တဲ့မြတ်ဟာဒီ copywriting အယောင်းနေပဲလုပ်နေအဲ့တော့တချို့ဒီ entertainment နဲ့တွဲတယ် entertainment တွေ knowledge တွေ emotion ပါတဲ့ဟာတွေလုပ်ပါအရာအလုံးဘာပဲလုပ် feeling ပါအောင်လုပ်နိုင်မှာပုံလေးတစ်ခုတင်လိုက်ရင်တော့အဲ့ဒီပုံမှာလေးဖြစ်ကလက်ဆန်တင်လိုက်တဲ့ပုံလေးတိတိချာချာရိုက်ထားတဲ့ပုံလေးမတူဘူးကြည့်ရတဲ့လူရဲ့အစားမတူတာစာလဲဒီတိုင်းပဲစာတစ်ခုကိုစိတ်ပါလက်ပါတေချာနှစ်ပြီးရေးထားတဲ့ post နဲ့ဒီတိုင်းဖြစ်ကလက်ဆန်တင်လိုက်တဲ့ post နဲ့မတူဘူး live တစ်ခုထွက်လာနေဒီတိုင်းပဲကိုဘယ်လိုပုံစံမျိုးထွက်လာလဲအရန်အရေးကြီးတယ်။တို့ပြောတာနားလည်လားမသိဘူးနော်။အဲ့ဒါတွေကိုတေချာလုပ်မယ်ဆိုရင်တို့3လတော်လကောင်းတေချာတိဆောက်ပြီးပြီဆိုတို့လူတိုင်းစီမှာတိဆောက်စရာမလိုဘူး။ target customer စီမှာတိဆောက်ပြီးပြီဆိုကိုဆိုတာတိလာပြီဆိုစပြီးတော့ရောင်းရလိမ့်မယ်။အဲ့လိုမလုပ်ဘူးဆိုရင်တို့ရောင်းမှာမဟုတ်ဘူး။တို့ပြောတာဒီနားလေးနားလဲကြလား။တို့ကိုဗာမေးစာရှိလဲမေးစာရှိရင်မေးပါနော်။ branding ကအရန်အရေးကြီးရယ် branding ရဲ့ power အရန်ကြီးတယ်သိလားထောင်ထားတဲ့ page တွေရတယ်ကိုပေါ့နော်ဘလို့ကိုယ့်ရဲ့ target ပေါ်ကြည့်ပြီးတော့အများဆုံး3လပဲတချို့ဟာဆိုတလကြော်လောက်နဲ့ရောင်းလို့ရတယ်အဓိကကိုဘယ်ဟာရောင်းတာလဲပေါ့လေမူတည်တယ်ဘယ်ဟာရောင်းနေတာလဲ
ဘယ်ဟာရောင်းနေရလဲပေါ့လေမူတည်ရ product like မတူဘူးပေါ့နော်တချို့ဟာတွေကနည်းနည်းကြာတတ်တယ်တချို့ဟာတွေကမြန်တလားလောက်နဲ့ရောင်းလို့ရတဲ့ဟာတွေလည်းရှိတယ်ရောင်းကောင်းတဲ့ page တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ရွေးချယ်ထားတဲ့ product ပေါ်မူတည်သေးတယ်3စုရောင်းလို့ရ3စုဆိုတာပါလေ3စုဆိုတာပါပြောရတယ်မသိတချို့ဟာတွေက knowledge အရင်မလို့အလုပ်ဟာတွေဆိုတို့နည်းနည်းလောက်လေးစလုပ်ပြီးတစ်လလောက်ဆိုရောင်းရတာတွေလည်းရှိတယ်တို့ရဲ့ဒီ page ဆိုရင်တို့ကတင်နန်းဖြစ်တဲ့အတွက်တို့ဆိုရင်3လလောက်သွားလိုက်3လလောက်ဆိုတို့စပြီးတော့ income ဝင်ပြီပေါ့နော်ဘာလို့ဆိုတော့ page ထောင်ပြီးတင်နန်းကြော်ညာနေရင်လေဘဒူးမှလာပြီးတော့တင်နန်းလာတက်မှာမဟုတ်ဘူးလေနော်တင်နန်းတွေကအများကြီးဖွင့်နေကြအဲ့ခါကျတော့တို့ကအရှိမတို့ knowledge တွေတိစောက်ရတယ် content ကိုတိချပြရတယ်ပြီးတော့တို့ target ကိုတိချရွေးထားရွေးပြီးရတယ်သူတို့ကိုထိအောင်တို့ရှေ့မှာတောက်လျှောက်ပေါ့နော်ပြစ်တဲ့ခါမှာတို့စပြီး3လလောက်ဆိုရင်တို့က income စဝင်2လကျော်လောက်ဆိုစဝင်တယ်တို့က boost လဲလုပ်တယ်ပေါ့နော် boost လဲတို့ကသူများတွေလိုမျိုးအယောင်တက်ပဲလုပ်တာမဟုတ်ဘူးတို့ရေရှည်အတွက်ပါလုပ်တယ် engagement campaign သုံးတဲ့ခါရှိရယ် promote သုံးတဲ့ချိန်တွေရှိရယ်ပေါ့နော်အဲ့ဒါဆိုရင် customer တွေရဲ့မဝယ်တဲ့pain တွေပေါ့နော်အဲ့ဒါတွေကိုတခြားသိထားဖို့လိုအပ်တယ်သူတို့ဘာကြောင့်မွေးတာလဲစိုးရိမ်တဲ့အချက်တွေရှိတယ်အဲ့ဒီအရာတွေကို page မှာတေချာတိဆောက်ပြီးရတယ်တို့အဲ့ဒီအရာတွေတိဆောက်လာရင်လည်းမှာသူတို့တိလာလိမ့်မယ်ပေါ့နော်အများအပြားတို့ကတန်းရောင်းလိုက်တာတန်းမရောင်းနဲ့နေရာတိုင်းမှာ product တိုင်းမှာ customer တွေစိုးရိမ်နေတဲ့အချက်တွေရှိအဲ့အချက်တွေချရေးကြည့်အဲ့ဒီခါကျရင်ကိုဘာတွေလုပ်ရမလဲဆိုတာပေါ်လာလိမ့်မယ်ပြီးတော့ကိုအခြေအနေပေါ်မူတည်ပြီးတော့တို့အများဆုံး3လပဲ page တစ်ခုက3လလောက်ဆို income ကဝင်နေအဲ့ဒါအများဆုံးပြောတာတလကျော်လောက်နဲ့လည်းဝင်တဲ့ page တွေရှိတလလောက်နဲ့လည်းစောက်ပြီးတော့ income စောက်ဝင်တဲ့ page တွေရှိပေါ့နော်အဓိကကနိုးတို့ကလေဝယ်ယူခံနေကြရင် customer တွေရဲ့မသိစိတ်တွေမှာတားမြစ်နေတဲ့အချက်ရှိတယ်အဲ့ဒီအချက်တွေကိုနိုးတို့ကမကြော်လွန်နိုင်ဘူးဆိုရင်ခြေပထားတဲ့ content တွေမလုပ်ထားဘူးပေါ့နော် post တွေမရှိဘူးဆိုရင်သူတို့အိတ်ကက်တွေကပတ်စံနိုးလို့စီမရောက်တော့ဘာလို့လဲဆိုတော့သူတို့မှာတားမြစ်တဲ့အပိုင်းတွေရှိတယ်သူတို့ရဲ့မသိစိတ်ကတားမြစ်ထားတဲ့အရာတွေရှိအဲ့ဒါတွေကိုမှနိုးတို့ကမကြော်လွန်နိုင်မဲ့တဲ့တခါလာတဲ့ product ကိုပဲသွားပြောနေမယ်ဆိုရင်နိုးတို့မရောင်းရတော့အဲ့ဒါကိုကြော်လွန်ခြေပနိုင်တဲ့သူတွေကရောင်းအားကောင်းသွားတယ်အဲ့ဒီချိန်မှာတို့ကထက်လွတ်လိုက်တဲ့ဈေးလျှော့တာဖြစ်သွားတယ်အဲ့တော့ဈေးလျှော့ရင်ကိုကြိုက်လားစဉ်းစားကြည့်ပေါ့ဈေးလျှော့ရင်တော့မျက်နေသေးရဆိုတမျိုးပေါ့ဈေးလျှော့ရင်တို့အရင်ပြုတ်သွားတယ်ဆိုတော့အဆင်မပြေဘူးလေနော်တို့မှာ marketing budget ကလည်းရှိရအောင်ပါဟို marketing budget ကလည်းရှိထားတဲ့သေးတာเนาะတို့ပြောနားလေလောက်မသိဘူးအဲ့တော့တို့ဗာမေးစာရှိသေးလဲမေးစာရှိရင်မေးပါထဲရောင်းဖို့ဖွင့်ထားတဲ့ page တွေတဲ့ follower 1k လောက်တော့ရှိရမှာ3ဖြစ်တာ3နှစ်လောက်ရှိပြီးအခုပြန်3ရင်အဆင်ပြေရောမလားအဲ့ဒါ3ကြည့်ပါမပြေဘူးဆိုလည်းအစ်စ်ဖောက်ကြည့်လိုက်ချို့ဟာတွေကအရင်ဟောင်းသွားရင်လည်း page က support မပေးတော့တာရှိရပေါ့နော်အဲ့တော့3ကြည့်တို့ဒီမှာဒီဇိုင်းပြောလို့မရဘူး3ကြည့်လိုက်လို့မှအဆင်မပြေဘူးဆို page အစ်စ်ဖောက်ပေါ့ 1k ဆိုတာဘယ်လောက်မှမရှိဘူး1000လောက်ပဲရှိရဆိုတော့3ကြည့်သူတို့လည်းကိုယ့်ရဲ့ page ကိုမေ့နေလောက်ပြီးအဲ့တော့3ကြည့်လို့မှအဆင်မပြေဘူးဆိုတို့အစ်စ်ဖောက်ပေါ့အထည်ကခက်တဲ့ထဲမပါအလွယ်ဆုံးကနိုးကတော့လေအလွယ်ဆုံးကအထည်ပေါ့သူများတွေတော့မသိပါဘူးကိုပြောတာနိုးစီမှာဝိုင်းရသမားတွေလည်းရှိတယ်ဝိုင်းရသမားတွေဆိုလည်း batch 1 batch 2ရှိရပြီးတော့နိုးပေါ့နော်ဘိုင်1အကြံပေးနေတဲ့လုပ်ငန်းတွေလည်းရှိရအထည်တွေဆိုရင်အရန်ကိုတိုးတက်တာအရန်မြန်တယ်အထည်တွေကတို့အကြံပေးသူတို့ရှာလိုက်လုပ်တယ်ဆိုရင်အထည်ကအရန်မြန်တဲ့အထည်ပါတယ်အဲ့ဒါဆိုရင်တို့စစ်မှာတော့မယ်မေးစရာမရှိတော့ဖြစ်မှာနော်နောက်ရက်တွေပြန်လဲစုံတွေ့ကြပါမယ်